ဒီကနေ့ညပိဿပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုနာယူကြည်ညိုခွင့်ရကြတယ်။ဦးဇင်းတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်။ဒီတော့ဒီကနေ့ညတရားနာရောက်ရှိလာကြတဲ့ပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗတရားဟောမှလဲဆိုလို့ရှိရင်တန်ယုတ်တနိကေတက္ကတာဝကတန်ယုတ်ပါဠိတော်မှာလာရှိတဲ့ဝိတ္တသုတ်တံလို့တန်ခါယနာတင်မထေရမြတ်ကြီးများခေါင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်တော်မူခဲ့တဲ့သုတ်တံတရားဒေသနာတစ်ပုဒ်ရှိပါတယ်။အဲ့ဒီဝိတ္တသုတ်တံမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနတ်သားတစ်ပါးကသူသိလို့တဲ့မေခွန်း၄ချက်ကိုမေးလို့မြတ်စွာဘုရားဖြေကြားတော်မူထားတာကိုပဲမှတ်တမ်းတင်ထားတာပါ။အဲ့ဒီဝိတ္တသုတ်တံမှာမေခွန်း၄ချက်အဲ့ဒီမေခွန်း၄ချက်ရဲ့အဖြေ၄မျိုးအဲ့ဒီအဖြေ၄မျိုးတွေကနောက်ဆုံးမေခွန်းနဲ့နောက်ဆုံးအဖြေဘဝမှာဘယ်လိုရှင်သန်နေထိုင်ခြင်းဟာအမျက်ဆုံးသောရှင်သန်နေထိုင်ခြင်းဖြစ်မလဲဆိုတဲ့မေခွန်းရဲ့အဖြေအဲ့ဒါလေးကိုဦးဇင်းတို့သဘောကျလွန်းလို့အမျက်ဆုံးသောရှင်သန်ခြင်းလို့တရားကောင်းစဉ်ပေးပြီးတော့ဟောပါမယ်နော်ဘဝမှာတရက်ပြီးတရက်တလပြီးတလတစ်နှစ်ပြီးတစ်နှစ်အသက်တွေကြီးကြီးလာတဲ့အချိန်တွေကုန်သွားတယ်မသိမချင်းနေကြတယ်ပေါ့ရှင်သန်နေကြတယ်ပေါ့အဲ့ဒါလို့ရှင်သန်နေထိုင်ကြတဲ့နေရာမှာတယောက်နဲ့တယောက်ရှင်သန်နေထိုင်ကြပုံချင်းတော့မတူကြဘူးအဲ့ဒါမြတ်စွာဘုရားကဘယ်လိုရှင်သန်ခြင်းဟာအမျက်ဆုံးသောရှင်သန်ခြင်းဖြစ်မလဲဆိုတာကိုအဲ့ဒီသုတ်တန်ရဲ့ဏိဂုံးပိုင်းမှာမြတ်စွာဘုရားဖြေကြားတော်မူထားတယ်အဲ့ဒါလေးကိုပိဿပေါင်းသူတော်ကောင်းတို့ဦးစားပေးပြီးတော့ဒီကနေ့ညနာယူကြည်ညိုကြရမယ်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေအောင်တရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီးမူပြီးတော့အာယုပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုံဝန္တိဒုက္ခတံဂတိဝိမု ṭ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလည်းရှိတော်မူပါဝိထသောပညာပိဇောတဝိဟတမောဟတမံအရဟတမတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မှောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရောလူနတ်မြမတတဝနန္ဒတို့ဤကြောက်ထီတန်တို့အလေးကလေးပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါဝိထသောဂတိဝိမု ṭ ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလိအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမကဲ့သို့ပြတ်သားတင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမံမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝေနေဝနာမှာကာယဝစီမနောချီ၍သုံးလီဓာရပနာမဖြင့်ဒုက္ခရောကျိုးလက်ဆုံမောဃရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအမြတ်ဆုံးသောရှင်သန်ခြင်းတဲ့ဝိတ္တသုတ်တံကိုစတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝတိပြည်မော်ဇေတဝန်ကျောင်းတိုက်တော်မှာတည်င်းသုံးတော်မူစဉ်ကာလ
တခုသောညချမ်းမှာမြတ်စွာဘုရားရဲ့ထံတော်ဘာကိုနတ်သားတစ်ပါးရောက်လာပြီးတော့သူသိလိုတဲ့မေခွန်း၄ရက်ကိုဂါထာတစ်ပုဒ်ဖြင့်လျှောက်ထားမေးမြန်းခဲ့တယ်တဲ့ဂိန္တုရာဝိတံပုရိတတ္တသစ္ထံဂိန္တုသုစေနောဒုက္ခမဝဟတိဂိန္တုဟဝေတာတုတ္တရရတနာကထံဇီဝိဇီဝိတမဟုသစ္ထံဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဤရာဤလောကကြီးမှာပုရိသတ္တယောက်ျားမိန်းမတတ္တဝါဟုသည်မြတ်တို့ရဲ့တိဋ္ဌံအမျက်ဆုံးသောဝိတ္တံဥစ္စာပစ္စည်းအရင်ဒီကဂိန္တုဘေယဘာနိဖျာမြတ်စွာဘုရားတဲ့ဟောဒီလောကကြီးမှာယောက်ျားမိန်းမတတ္တဝါဟုသည်မြတ်တို့အတွက်အမျက်ဆုံးသောဥစ္စာပစ္စည်းအရင်အနည်းဆိုတာဘယ်အရာကိုပြောတာလဲတဲ့ဒီနေရာမှာပိဿပေါင်းသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာအရင်အနည်းဆိုတဲ့စကားလေးကိုနည်းနည်းလေးစဉ်းစားထားစေခြင်းနဲ့ဦးဇင်းတို့လောကီလိုကြီးပွားရေးချမ်းသာရေးကိုပြုကြတဲ့နေရာမှာအရင်အနည်းဆိုတာမရှိမဖြစ်လိုအပ်တယ်ပေါ့နော်အရင်အနည်းဆိုတာမရှိဘဲနဲ့အကျိုးအမြတ်ဆိုတာမရနိုင်ဘူးပေါ့အရင်အနည်းကြီးရင်ကြီးသလောက်အကျိုးအမြတ်ကြီးကြတယ်အရင်အနည်းနည်းရင်နည်းသလောက်အကျိုးအမြတ်နည်းကြတယ်အကျိုးအမြတ်တို့မြည်သည်အရင်အနည်းပေါ်မှာအများကြီးမူတည်နေတယ်ဆိုတာပေသပေါင်းသူတော်ကောင်းတို့ကဦးဇင်းတို့တဲ့တောင်ပို့ပြီးတော့နားလည်မယ်ထင်ပါတယ်ဟုတ်လားဒီနေရာမှာနတ်သားကလောကီကြီးပွားရေးချမ်းသာရေးကိုဖြစ်စေနိုင်တဲ့အရင်အနည်းကိုရည်ရွယ်ပြီးတော့မေးတာတော့မဟုတ်ဘူးကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ဖြင့်ကြီးပွားခြင်းချမ်းသာခြင်းကိုဖြစ်စေနိုင်တဲ့အမျက်ဆုံးသောအရင်အနည်းကိုရည်ရွယ်ပြီးတော့မေးတာဒီနေရာမှာကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ဆိုတာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှကြီးပွားခြင်းအစစ်ဖြင့်ကြီးပွားတယ်လို့ဆိုရတယ်ချမ်းသာခြင်းအစစ်ဖြင့်ချမ်းသာတယ်လို့ဆိုရတယ်တဲ့ဘာပြုလို့လဲဆိုတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သောပုဂ္ဂိုလ်တို့ရဲ့ကြီးပွားခြင်းတည်တာလျင်ဘယ်သောအခါကာလမှပြန်လည်ပြီးတော့မဆုံးရှုံးနိုင်တော့တဲ့အတွက်ကြောင့်အဲ့ဒါကြီးပွားခြင်းအစစ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသောပုဂ္ဂိုလ်တို့ရဲ့ချမ်းသာခြင်းတည်တာလျင်ဘယ်သောအခါကာလမှပြန်ပြီးတော့မဆင်းရဲနိုင်တဲ့ချမ်းသာခြင်းမျိုးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတည်တာလျင်ချမ်းသာခြင်းအစစ်လို့ပြောရမယ်။ဦးဇင်းတို့လောကီလိုကြီးပွားတယ်ချမ်းသာတယ်ဆိုတာကတော့ဘလောက်ပဲကြီးပွားပါတယ်ဆိုအချိန်မရွေးသူကပျက်စီးဆုံးရှုံးသွားနိုင်တယ်။နောက်ကံကောင်းလွန်းလို့အစွမ်းတတ္တိတွေကြီးလွန်းလို့ဒီတဘဝလုံးကြီးပွားမှုကိုထိန်းထားနိုင်တယ်ဆိုအောင်တော့ဒီခန္ဓာကိုယ်ကြီးပျက်စီးပြီဆိုတာနဲ့အဲ့ဒီကြီးပွားခြင်းဆိုတာတွေဟာကိုယ်နဲ့ဘာမှမဆိုင်တော့နော်။ဒါကြောင့်လောကီကြီးပွားခြင်းတွေဆိုတာကြီးပွားခြင်းအစစ်လို့ဆိုလို့မရဘူး။နောက်ပြီးတော့လောကီချမ်းသာခြင်းဆိုတာတွေကလည်းချမ်းသာခြင်းအစစ်လို့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့စိုးရိမ်ခြင်းပူဆွေးခြင်းငိုကြွေးခြင်းအစရှိတဲ့ဒုက္ခတရားတွေနဲ့ရောပြောနေတာကတကြောင်တကယ်ဒီချမ်းသာတွေဆိုတာအချိန်မရွေးဆုံးရှုံးပျက်စီးသွားနိုင်တယ်ဆိုတာကတကြောင်နော်ဘေးတွေအန္တရာယ်တွေနဲ့ဆက်ဆက်နေတယ်ဆိုတာကတကြောင်အမျိုးမျိုးသောအကြောင်းတို့ကြောင့်လောကီချမ်းသာတွေဟာချမ်းသာစစ်လို့မဆိုနိုင်ဘူးတဲ့ဒါကြောင့်လောကီကြီးပွားခြင်းချမ်းသာခြင်းလို့ဒီဘလောက်ပဲကြီးပွားပါတယ်ဆိုဘလောက်ပဲချမ်းသာပါတယ်ပြောအဲ့ဒါလို့ကြီးပွားခြင်းအဲ့လိုချမ်းသာခြင်းကိုကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်လို့ဘလို့မှမဆိုနိုင်ဘူးနော်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိကြီးပွားကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ကြီးပွားခြင်းမျိုးချမ်းသာကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ချမ်းသာခြင်းမျိုးတည်တာလေဒါတကယ်ကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ပေါ့အဲ့ဒါနတ်သားကဒီနေရာမှာအဲ့ဒီကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ကိုရည်ရွယ်ပြီးတော့ကုသိုလ်ကောင်းမှုတို့မှတဆင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိကြီးပွားဖို့အတွက်တကယ်လိုအပ်တဲ့အမျက်ဆုံးသောအရင်အနည်းဆိုတာဘယ်ဟာဖြစ်မလဲတဲ့ဘယ်အရင်အနည်းကိုအခြေခံထားမှအဲ့ဒါလောက်ကြီးကျယ်တဲ့ကြီးပွားခြင်းချမ်းသာခြင်းကိုရမလဲလို့မေးတာနော်ဒီမေးခွန်းကတော်တော်လေးနဲ့ပါတယ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့လည်းပဲမြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကိုနာယူကြည်ညိုထားကြတာဆိုတော့ကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ဖြင့်ကြီးပွားခြင်းကြမဲ့ချမ်းသာခြင်းကြမဲ့ပုဂ္ဂိုလ်တွေကြီးပါပဲဟုတ်လားအဲ့ဒါလိုပုဂ္ဂိုလ်တွေအတွက်ဒီမေခွန်းဟာအင်မတန်တန်ဖိုးရှိတဲ့အဖြေတရက်ကိုထွက်လာစေပါနော်ဒါပထမမေခွန်း
အမျက်ဆုံးသောဥစ္စာပစ္စည်းအရင်အနည်းဆိုတာဘာလဲတဲ့နောက်ဒုတိယမေခွန်းဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားသူစိန်သောကောင်းစွာလေ့ကျင့်ကြိုးစားအထောက်အသည်ရှိသောကိဉ္တုအဘေယာတိဒုက္ခံချမ်းသာဒုက္ခကိုအာဝဟတိဆောင်ကျင်းလို့ပေးနိုင်ပါမည်နီမြတ်စွာဘုရားတဲ့ကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်မဲ့ဆိုရင်ဘယ်အရာဟာချမ်းသာဒုက္ခကိုပေးမှလဲတဲ့တူတူပြောရရင်တော့ဘာလို့ရင်ချမ်းသာမှလဲလို့မေးတာဒီမေခွန်းကလည်းပဲချမ်းသာဒုက္ခကိုလိုလားကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတို့အတွက်အင်မတန်အရေးပါတဲ့မေခွန်းပေါ့ဗျာတရားဓမ္မတို့ဦးဇင်းတို့အသိဉာဏ်ရှိတဲ့လူမှန်သမျှကိုယ့်ဘဝကိုပို၍ချမ်းသာအောင်လုပ်ပေးရမယ်တာဝန်ရှိတယ်မို့လားဟာရှိတာပေါ့ဗျာချမ်းသာအောင်လုပ်မပေးလို့ဘယ်လိုလုပ်မလို့ဆင်းရဲအောင်လုပ်ပေးမှလားဘယ်သူမှငါဆင်းရဲအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားနေတာတော့ရှိမယ်မထင်ပါဘူးဟုတ်ရဲ့လားဒါကြောင့်အသိဉာဏ်ပုံမှန်ရှိတဲ့လူမှန်ရင်ကိုချမ်းသာအောင်လုပ်ကြရမှာကိုချမ်းသာအောင်လုပ်ကြမဲ့ပုဂ္ဂိုလ်တွေအတွက်ဘာလုပ်ရင်ချမ်းသာမှာလဲဆိုတဲ့ဒီမေခွန်းဟာအလွန်တန်ဖိုးကြီးတဲ့အဖြေကိုထွက်စေမှာပဲတော့သူလည်းပဲတန်ဖိုးကြီးတဲ့မေခွန်းတရက်လို့ဆိုလို့မရဘူးလားရတယ်ကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်ရင်ဘယ်အရာချမ်းသာဒုက္ခကိုပေးနိုင်မလဲတဲ့ဒုတိယမေခွန်းနော်နောက်တတိယမေခွန်းဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားရတနာအယသာတကအယသာတို့တွင်ကိဉ္တုအဘေယသာသည်တာတုတရအကောင်းဆုံးအယသာမြည်ပါသနည်းဘုရားမြတ်စွာဘုရားတဲ့ဟောဒီလောကကြီးမှာအယသာတကအယသာတွေထဲမှာဘယ်အယသာဟာအကောင်းဆုံးအယသာဖြစ်မလဲတဲ့ဦးဇင်းတို့အယသာဆိုရင်တော့များသောအားဖြင့်ရှာနဲ့ဆက်ဆက်ပြီးတော့လူတွေဟာတွေးမိကြမယ်နဲ့တူပါတယ်နော်ဒီရှာနဲ့သိရတဲ့ချိုးတာချင်းတာဖဏစတ္တခါရငန္နာအစရှိတာတွေဒါအယသာတွေပေါ့တကယ်တမ်းကတော့အယသာကအဲ့ဒါလောက်မကဘူးဦးဇင်းတို့မျက်စိနဲ့မြင်လို့ဖြစ်ရတဲ့အယသာရှိဘူးလားရှိတာပေါ့ကိုမြင်နေတာလေးမြင်နေရရင်အယသာကိုရှိလို့ဟုတ်ရဲ့လားနောက်နားနဲ့ကြားလို့ဖြစ်ရတဲ့အယသာမရှိဘူးလားရှိတယ်နော်အဲ့ဒါလိုပဲနားရရှူရလို့စားရတောက်ရလို့တွေ့ရထိရလို့တွေးရကြံရလို့ဆိုပြီးတော့နော်အာယုံ6ပါးကိုဒွါရ6ပါးနဲ့တရားဓမ္မတို့ဦးဇင်းတို့နော်ဆက်ပြီးတော့အယသာတွေခံစားနေကြတာတွေမရှိဘူးလားဗျာရှိတယ်အဲ့ဒါလိုအယသာမျိုးတွေစုံနေတဲ့ဒီလောကကြီးမှာဘယ်အယသာအကောင်းဆုံးအယသာဖြစ်မလဲတဲ့ဒီမေခွန်းကိုလည်းစိတ်ဝင်စားတဲ့နယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကပြီးလို့ရှိရင်ဘယ်အယသာဟာအကောင်းဆုံးလို့ဖြေလိုက်မယ်နော်အဲ့ဒါလို့ဖြေတဲ့အခါမှာပိဿပေါင်းတော်ကောင်းတို့ရဲ့စိတ်ထဲမှာမြတ်စွာဘုရားကအကောင်းဆုံးအယသာလို့ချီးမွမ်းပြီးတော့ဟောထားတဲ့အဲ့ဒီအယသာကိုငါသည်ခံစားမှုတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားအောင်မယ်ဆိုတဲ့စိတ်တက်ကလေးနဲ့ဒီမေခွန်းကိုလည်းပဲစိတ်ဝင်စားတဲ့နယ်ဟုတ်ရဲ့လားတတိယမေခွန်းနော်အယသာတကအယသာထဲမှာဘယ်အယသာအကောင်းဆုံးလဲတဲ့နောက်စတုထမေခွန်းဦးဇင်းတို့သဘောအကျဆုံးနော်သဘောကျတာတော့အကုန်ကျပါတယ်ဒါပေမဲ့ဒါလေးကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားကဒံဇီဝိအဘေကဲ့သို့သောအသက်ရှင်ခြင်းမျိုးကိုဇီဝိတံအသက်ရှင်ခြင်းတကားတို့တွင်တိဋ္ဌံအမြတ်ဆုံးသောအသက်ရှင်ခြင်းဟု၍အာဟုဆိုကြပါကုန်သနည်းမြတ်စွာဘုရားတဲ့အသက်ရှင်တန်ပုံစံအမျိုးမျိုးရှိတဲ့အနှစ်ကဘယ်လိုနည်းနဲ့အသက်ရှင်တန်နေထိုင်ရတာဟာအမြတ်ဆုံးဖြစ်မလဲတဲ့နော်လောကကြီးမှာမတိမချင်းတရားဓမ္မတို့ဦးဇင်းတို့တွေနေကြရအောင်မှာနေလဲနေခဲ့ကြပြီနောက်လည်းပဲကံရှိတဲ့လောက်တော့နေကြအောင်မှာပေါ့ဟုတ်လားအဲ့ဒါလို့တရပိတရအသက်ရှင်နေတယ်အချိန်ကုန်နေတယ်အသက်တည်ကြီးလာတယ်ဆိုတာဝေါဟာရသာကွဲတာအဓိပ္ပာယ်ကတော့အတူတူပဲမို့လားဟုတ်တယ်နော်အဲ့ဒါလို့ရှင်သန်နေထိုင်ကြတဲ့လူသားတွေတယောက်နဲ့တယောက်ရှင်သန်နေထိုင်ကြပုံစံချင်းမတူကြဘူးများသောအားဖြင့်တော့တရားဓမ္မတို့ဦးဇင်းတို့တွေဟာဘယ်လိုနည်းနဲ့အသက်ရှင်သန်နေထိုင်ခဲ့ကြတာလဲဆိုရင်ကိုလိုချင်တာလေးကိုစိတ်ထဲမှာကောင်းတယ်လို့ထင်တာလေးကိုရှာရင်းဖွေရင်းနဲ့ပဲအချိန်ကုန်ခဲ့ကြတာနေခဲ့ကြတာ
အဲ့ဒါဘယ်သူညင်းနိုင်မလဲဗျာနော်ကိုယ်စိတ်ထဲမှာတန်ဖိုးရှိတယ်လို့ကောင်းတယ်လို့ထင်တာလေးကိုရှာရင်းနဲ့ပဲအချိန်တွေကုန်ခဲ့တာအဲ့ဒီဟာကိုလှုပ်ရင်းနဲ့ပဲနေခဲ့ကြတာပေါ့ဟုတ်လားအေးများသောအားဖြင့်တမျိုးပြောမယ်ဆိုရင်လည်းပဲမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကကြိုးစုံခဲ့ဆိုတဲ့အတိုင်းပဲဘဝတည်းဟူသောဇက်ခုံပေါ်မှာကကြိုးတွေအမျိုးမျိုးစုံစွာတရုပ်ဆောင်ပြီးတော့နေကြတယ်တရုပ်ဆောင်တဲ့ပုံစံတွေကကြိုးတွေကဘယ်လောက်ပဲစုံပါလဲပြောအချင်းချုပ်လိုက်ရင်တော့နှစ်မျိုးပဲမလိုဒေါသလိုလောဘနဲ့တဲ့အလွန်ကောင်းတယ်လို့ဥစဉ်စိတ်ထဲမှာခံစားရတဲ့ဒီစကလုံးလေးနှလုံးကိုမလိုရင်တော့ဒေါသပဲနော်ကောင်းတာတွေဖြစ်လဲမလိုခြင်းဘူးဆိုရင်တော့မကြိုက်ဘူးဆိုရင်တော့ဒေါသပဲတစ်ချိန်လုံးကကိုယ့်အပေါ်ဘလောက်ပဲကောင်းခဲ့ပါတဲ့ဆိုအခုမလိုတော့ဘူးဆိုရင်တော့ဒေါသပဲနော်လိုတယ်ဆိုရင်တော့ကောင်းမကောင်းလောဘပဲမကောင်းတာတွေကိုလည်းလိုချင်ရင်လောဘကဖြစ်တာဒီကရမတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတာကလည်းအခက်သားဗျကောင်းမှလိုချင်တာရဲ့လို့မဟုတ်ဘူးမကောင်းလေကောင်းလေထင်ပြီးတော့လိုချင်ရင်လိုချင်နေတာဟုတ်ရဲ့လားအဲ့တော့လိုချင်စရာနဲ့တွေ့မှလောဘဖြစ်တယ်ဆိုတာတဲ့လိုချင်လို့ကိုလောဘတွေဖြစ်နေတာလိုလို့ကိုလောဘတွေဖြစ်နေတာဆိုတာပို့ပြီးတော့မထင်ရှားဘူးလားထင်ရှားတယ်ကိုရခြင်းမိပြီဆိုရင်တော့ရခြင်းတော့တာပါပဲကောင်းမကောင်းဟုတ်ရဲ့လားအဲ့တော့တရားဓမ္မတို့ဥရှင်တို့အချိန်ကုန်ခဲ့တယ်အသက်ကြီးခဲ့တယ်နေခဲ့တယ်ဆိုတာများသောအားဖြင့်အဲ့ဒီနှလုံးနဲ့နေခဲ့တာမလိုတဲ့ခါမှာဒေါသလိုတဲ့ခါမှာလောဘဘယ်သူမှမငယ်ဘူးနော်မလိုဘူးဆိုရင်တော့ဒေါသဖြစ်တော့တာပဲလိုတယ်ဆိုရင်တော့လောဘဖြစ်တော့တာမလိုဘူးဆိုရင်တော့ဒေါသဖြစ်တော့တာဟုတ်လားအဲ့ဒါလို့တရားဓမ္မတို့ဥရှင်တို့ဘဝမှာကိုနားလေတယ်လို့ကိုစိတ်ထင်တယ်လို့ရှင်သန်နေထိုင်ခဲ့ကြတယ်။နောင်လည်းပဲရှင်သန်နေထိုင်ကြအောင်မှာပေါ့။အဲ့ဒါမြတ်စွာဘုရားကိုသူကမေးတာရှင်သန်နေထိုင်ကြပုံအမျိုးမျိုးထဲမှာဘလို့နည်းနဲ့အသက်ရှင်သန်နေထိုင်ရတာဟာအမျက်ဆုံးရှင်သန်ခြင်းဖြစ်မလဲ။ဘလို့လေးနေလိုက်ရတာဟာအကောင်းဆုံးနေခြင်းဖြစ်မလဲလို့ပြောတာ။ပြောကြတာပဲနော်။နေတယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့တို့ကရွှေနဲ့ငွေနဲ့နေတာတို့ကဂုံနဲ့တရက်နဲ့နေတာဟုတ်လားတို့ကအတိုင်းနဲ့အဝိုင်းနဲ့နေတာဟုတ်လားတို့ကတိုက်နဲ့ကားနဲ့နေတာဟောပြောကြတာမရှိဘူးလားရှိနော်အဲ့ဒါတွေကတကယ်တမ်းဘဝမှာတအားကြီးအရေးပါတယ်လို့မဆိုနိုင်ဘူးသူတို့ရဲ့အရေးပါမှုကအပေါ်ရမယ်တကယ်တမ်းကတော့ဘယ်လိုစိတ်နဲ့နေသလဲဆိုတာအရေးကြီးဆုံးပဲဘဝမှာနေတော့နေနေတာပဲဘယ်လိုစိတ်ကလေးနဲ့နေလိုက်သလဲဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်ယုံညံ့တဲ့စိတ်နဲ့နေမယ်ဆိုရင်တော့ကျန်တာတွေဘာရှိအဲ့ဒါယုံညံ့စွာနေနေတာပဲမြင့်မြတ်တဲ့စိတ်နဲ့နေမယ်ဆိုရင်တော့ကျန်တာတွေဘာမပြည့်စုံဘူးဆိုအဲ့ဒါမြင့်မြတ်စွာနေနေတာပဲဟုတ်တယ်မဟုတ်လားအေးဒီမှာနော်ဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့စဉ်းစားစရာလေးတွေဒါဦးဇင်းတို့တွေးမိတာလေးတွေကိုပြောတာအဲ့ဒီတော့ဘယ်လိုရှင်သန်နေထိုင်ခြင်းမျိုးဟာလောကမှာအမျက်ဆုံးရှင်သန်နေထိုင်ခြင်းမျိုးဖြစ်မလဲတဲ့စတုထမြောက်မေခွန်းဘယ်နှချက်လဲဗျာ၄ချက်ပြန်ပြောမယ်နော်အမျက်ဆုံးသောအကောင်းဆုံးသောကြီးပွားချမ်းသာခြင်းဖြင့်ကြီးပွားချမ်းသာဖို့အတွက်လိုအပ်တဲ့ဥစ္စာပစ္စည်းအရင်အနည်းဆိုတာဘာလဲကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်မယ်ဆိုရင်ဘယ်အရာဒီချမ်းသာဒုက္ခကိုပေးနိုင်မလဲတနည်းအားဖြင့်ဘာလို့ရင်ချမ်းသာမှာလဲအရာသာမျိုးတွေစုံနေတဲ့လောကကြီးမှာဘယ်အရာသာဟာအကောင်းဆုံးဖြစ်မလဲရှင်သန်နေထိုင်ကြပုံအမျိုးမျိုးရှိတဲ့အနက်ကဘယ်လိုနည်းနဲ့ရှင်သန်နေထိုင်ရတာဟာအမျက်ဆုံးဖြစ်မလဲတဲ့မေခွန်း၄ခုစလုံးသည်သူရှုတောင်းတဲ့သူကောင်းမွန်လေးနဲ့တာကြီးပါပဲဟုတ်လားဒါပေမဲ့ဦးဇင်းကတရားကောင်းစဉ်ပေးထားတာကဘာလဲတော့အမျက်ဆုံးသောရှင်သန်ခြင်းတဲ့နံပါတ်၄မေခွန်းရဲ့အဖြေကိုအလွန်သဘောကျလို့ပေါ့ဟုတ်လားအေးအဲ့တော့ဦးဇင်းတို့နတ်သားကအဲ့ဒါလိုမေခွန်း၄ချက်ကိုဂါထာနဲ့မေးတော့မြတ်စွာဘုရားကလည်းပဲဂါထာနဲ့ပဲပြန်ပြီးတော့ဖြေကြားတာပေါ့တတိရာဝိတံပုရိတတသစ္ထံဓမ္မောသုစိနောဒုက္ခမဝဟတိသစ္စာဟဝေသာတုတရရတနာပညာဇီဝိဇီဝိတမဟုတစ္ထံဒေဝဗုဒ္ဓတိလိုရေးနဲ့မေးလျှောက်လာတဲ့ဩနတာဤလောကကြီးမှာပုရိသတ္တယောက်ျားမိန်းမတတ္တဝါဟူသည်မြတ်တို့ရဲ့
တေတံအမြတ်ဆုံးသောဝိတ္တံဥစ္စာပစ္စည်းအရင်ဤတိကတတ္တံယုံကြည်မှုတရားတရားပါပေသည်ဟောပထမမေခွန်းရဲ့အဖြစ်နော်အကောင်းဆုံးအမြတ်ဆုံးဖြင့်ကြီးပွားဖို့ချမ်းသာဖို့အတွက်တကယ်လိုအပ်တဲ့အကောင်းဆုံးသောဥစ္စာပစ္စည်းအရင်အနည်းဆိုတာတရားတရားပါတဲ့တရားတရားဆိုတဲ့စကားလုံးလေးကပေတတို့ရဲ့စိတ်ထဲနားထဲမှာအင်မတန်ယဉ်နီးကျွမ်းဝင်မှုရှိပြီးသားစကားလုံးတစ်လုံးပါဟုတ်ရဲ့လားတရားတရားတဲ့ယုံကြည်မှုနော်ဒီမှာလူငယ်တွေပါနေတော့နည်းနည်းတော့ပြောဦးမယ်ယုံကြည်မှုနော်ယုံကြည်မှုဆိုတာဘာလို့အကြံဉာဏ်ဖြင့်ယုံသိယုံတိုက်တာကိုယုံလိုက်လို့စိတ်ထဲမှာကြည်လင်သွားတဲ့သဘောဒါယုံကြည်မှုယုံကြည်မှုဆိုတဲ့စကားလုံးလေးနဲ့ကပ်ပြီးတော့ပြောတာပေါ့နော်ယုံသိယုံတိုက်တာကိုယုံလိုက်လို့စိတ်ထဲမှာကြည်လင်သွားတဲ့သဘောအဲ့တော့လောကကြီးမှာယုံသိယုံတိုက်တာကအကျဉ်းများဖြင့်၄မျိုးလောက်ရှိတယ်နော်နံပါတ်1မြတ်စွာဘုရားရဲ့ဂုဏ်မြတ်စွာဘုရားရဲ့အည်အသွေးဟာတကယ်အရှိတရားအမှန်တရားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါယုံသိနေဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်မြတ်စွာဘုရားရဲ့အည်အသွေးကိုယုံနေဆိုရင်စိတ်ထဲမှာယုံတဲ့နာကိုယုံလိုက်တဲ့အတွက်ကြောင့်ကြီးသွားတယ်ဆိုတာတေချာပေါက်တွေ့ကိုတွေ့ရလိမ့်မယ်ဆိုပါစို့တို့ကိုးကွယ်နေတဲ့မြတ်စွာဘုရားသည်လောဘဒေါသမောဟကိလေသာကတိငြိမ်းပြီးတော့ပဂတိအေးချမ်းကြည်လင်သောရှိတော်မူတယ်လို့မြတ်စွာဘုရားရဲ့အရဟံဂုဏ်မရှိဘူးလားဗျာရှိတယ်တို့များသူငါမှာတော့လိုချင်စရာနဲ့တွေ့ရင်လောဘတွေဖြစ်တယ်မကျေနပ်စရာနဲ့တွေ့ရင်ဒေါသတွေဖြစ်တယ်မြတ်စွာဘုရားမှာတော့လိုချင်စရာနဲ့တွေ့လေလောဘမဖြစ်တော့ဘူးမကျေနပ်စရာနဲ့တွေ့လို့လည်းပဲဒေါသမဖြစ်တော့ဘူးလောဘဒေါသဖြစ်စရာအကြောင်းတရားအနုတ္တယကိလေသာကိုအရဟတမေဉာဏ်ဖြင့်အပြည့်သက်ဖယ်ရှားထားတဲ့အတွက်ကြောင့်ကိလေသာတရားတွေဘယ်တော့ခါကာလမှမဖြစ်တော့ဘူးအဲ့ဒါဟာတကယ်အမှန်တရားဖြစ်တဲ့အတွက်ကြောင့်ယုံတိုက်တယ်ယုံတဲ့နော်ဆိုကြပါစို့ဒီရန်ကုန်မြို့မှာရွှေတကုံဘုရားကြီးရှိတယ်ဆိုတာမမှန်ဘူးလားမှန်တယ်နော်တရားတော်မတို့ကတော့ရွှေတကုံဘုရားရှိတယ်ဆိုတာယုံတဲ့အဆင့်နဲ့မကပါဘူးဘုရားဘူးကိုခဏတိုင်းရောက်နေတာဆိုတော့ဒါသိတဲ့အဆင့်ကိုရောက်နေတယ်ပေါ့ဆိုကြပါစို့ရွှေတကုံဘုရားကိုမရောက်ဘူးသေးတဲ့ဝေးလံတဲ့ဒေသကလူတွေကရွှေတကုံဘုရားကိုမရောက်ဘူးလို့ဟာရွှေတကုံဘုရားရှိတယ်ဆိုတာကိုငါမယုံနိုင်ပါဘူးလို့ပြောရင်သူပဲအသိဉာဏ်နဲ့ရောက်တာပေါ့ဟုတ်တယ်မဟုတ်လားဟုတ်တယ်နော်ဒါကြောင့်တကယ်ရှိတဲ့အမှန်တရားဖြစ်တဲ့အတွက်ကြောင့်ဒါဟာဘာလို့သင်လဲယုံသိနေယုံတိုက်တယ်တော့မရှိတာကြီးကိုပြောနေတာမဟုတ်အဲ့ဒါလိုပဲမြတ်စွာဘုရားရဲ့ဂုဏ်မြတ်စွာဘုရားရဲ့အည်အသွေးဟာတကယ်အမှန်တရားဖြစ်တဲ့အတွက်ကြောင့်ဘာလို့သင်လဲယုံသိနေအဲ့ဒီယုံသိယုံတိုက်တဲ့တရားကိုယုံနေဆိုရင်စိတ်ထဲမှာကြည်လင်သွားတယ်နော်နောက်ပြီးတော့မြတ်စွာဘုရားဟာတရားအလုံးစုံကိုသိတော်မူတယ်ဒါလုံရင်ဆင်းရဲလိမ့်မယ်ဒါလုံရင်ချမ်းသာလိမ့်မယ်လို့အစရှိသဖြင့်အရာအလုံးကိုမြတ်စွာဘုရားသိတော်မူတယ်မြတ်စွာဘုရားမသိတာဘာမှမရှိဘူးလို့မြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်ကိုယုံနေဆိုရင်လည်းပဲဒါပါလေတရားတရားဘုရားရဲ့ဂုဏ်တော်တွေအည်အသွေးတွေကအနန္တရှိတာဗျနော်တဆူသောဘုရားသည်တဆူသောဘုရားရဲ့ဂုဏ်ကိုကြံသောတရားကိုမဟောဘဲနဲ့ပြောနေစီအောင်တော့အဲ့ဒီတဆူသောဘုရားပြိဋိဘန္တာစံသွားမယ်ဂုဏ်တော်တွေဟာပြောလို့မကုန်နိုင်ဘူးတဲ့မြတ်စွာဘုရားရဲ့ဂုဏ်ဆိုတာအဲ့လောက်ကျယ်ပြန့်တယ်ဦးဇင်းတို့ကဒါ2မျိုးလောက်ပြောလိုက်တာနော်ကိလေသာနဲ့သိเสียဂုဏ်တယ်ဆိုတဲ့2ချက်ဘာနဲ့ဂုဏ်တယ်ကိလေသာနဲ့သိเสียဂုဏ်တယ်ကိလေသာဂုဏ်တယ်ဆိုတာကအရဟံဂုဏ်သိเสียဂုဏ်တယ်ဆိုတာကသမ္မာသမ္ဗုဒ္ဓဂုဏ်ဟုတ်ရဲ့လားအဲ့ဒီအချက်တွေကိုယုံနေဆိုရင်ဒါတရားပဲယုံတဲ့ယုံလိုက်တာက4မျိုးရှိတယ်လို့ပြောခဲ့တယ်နော်နောက်နံပါတ်2ယုံတဲ့နာကတရားရဲ့ဂုဏ်တရားရဲ့အည်အသွေးတရားတော်မြတ်သည်ကျင့်ကြံကြုတ်ကုတ်အထုတ်မယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့အရာလို့တရားရဲ့ဂုဏ်အည်အသွေးကိုယုံနေဆိုရင်လည်းပဲအဲ့ဒါတရားပဲဘာကြောင့်လဲအဲ့ဒီဂုဏ်အဲ့ဒီအည်အသွေးဟာအမှန်တရားဖြစ်လို့ပဲတကယ်လဲဟုတ်တယ်တရားကိုသာကျင့်ကြံကြုတ်ကုတ်အထုတ်မယ်တရားနဲ့အညီနေနိုင်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာချမ်းကိုချမ်းသာလိမ့်မယ်ဆင်းရဲတယ်ဆိုတာမရှိဘူးဟုတ်ရဲ့လားအဲ့ဒီအချက်ကိုယုံနေဆိုရင်ဒါပါလေတရားနောက်ပြီးတော့နံပါတ်3တန်ခါရဲ့ဂုဏ်တန်ခါရဲ့အည်အသွေးနော်တန်ခါဆိုတာကလည်းသမုဒိတန်ခါပရမတ္ထတန်ခါလို့2မျိုးရှိတယ်ပေတတို့သိပါတယ်သမုဒိတန်ခါဆိုတာကတော့အကောင်းအဆိုး2မျိုးရောနေတာပေါ့နော်
ပရမတ္ထတန်ဃာဆိုတဲ့အရိယာတန်ဃာတွေကြတော့မဉ္ဇဉ်ဘုံဉဏ်ကိုရထားတာဆိုတော့အစဉ်စဉ်ကိလေသာတွေကိုအပြီးအပိုင်သူ့အဆက်နဲ့သူပယ်တတ်ထားတာတွေမရှိဘူးလားရှိတယ်အဲ့ဒီအရိယာတန်ဃာတွေကြတော့ဂုံတွေဟာအမျိုးစုံဝန်းရံခနေတာမရှိဘူးလားရှိတယ်အဲ့ဒါလို့သီလသမารိပညာနဲ့ပြည့်စုံမလို့မူကြတဲ့သမုဒိတန်ဃာနောက်ပရမတ္ထတန်ဃာဆိုတဲ့တန်ဃာတော်ရှင်မြတ်တို့ရဲ့ဂုံအည်အသွေးကိုယုံနေဆိုရင်လေဒါတရားတရားသုံးခုရှိပြီနော်နောက်နံပါတ်၄ယုံရမယ့်အချက်ကဘာလဲဆိုတော့စာလို့ပြောရရင်တော့ကံရဲ့အကျိုးကိုယုံကြည်ခြင်းပေါ့နော်ရှုထောင့်တစ်မျိုးကနေပြောရရင်တော့ငါဘဝရဲ့ချမ်းသာခြင်းဆင်းရဲခြင်းသည်ငါလက်ထဲမှာရှိတယ်လို့ယုံရမယ်ဟုတ်လားငါကိုဆင်းရဲအောင်ဘယ်သူမှမလုပ်နိုင်ဘူးငါရဲ့မကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကာယကံမှုဝစီကံမှုမနောကံမှုဆိုတဲ့မကောင်းတဲ့ကံတရားတို့တည်တာလေငါဘဝကိုဆင်းရဲအောင်အစင်မပြေအောင်ဖန်တီးမှာလို့ယုံကြည်ရမယ်ဒါကြောင့်ဘယ်မှာမှကြောက်เสียမရှိဘူးတကယ်တမ်းကြောက်เสียကကိုယ်ထဲမှာမကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကံ၃ပါးဒီလောကမှာကြောက်เสียအကောင်းဆုံးပဲကိုယ့်အတွက်ဟုတ်ရဲ့လားအဲ့ဒါလိုပဲသူ့အတွက်လည်းပဲသူ့ရဲ့မကောင်းတဲ့ကံတွေဟာကြောက်เสียတွေပေါ့နော်အဲ့ဒါလိုပဲငါဘဝကိုချမ်းသာအောင်ဘယ်သူမှမဖန်တီးနိုင်ဘူးငါရဲ့ကောင်းမြတ်တဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကာယကံမှုဝစီကံမှုမနောကံမှုဆိုတဲ့ကောင်းမြတ်သောကံတို့တည်တာလေကောင်းမြတ်သောအလုပ်တို့တည်တာလေငါဘဝကိုဆင်းရဲချမ်းသာအောင်အစဉ်ပြေအောင်ဖန်တီးနိုင်လိမ့်မယ်လို့ယုံကြည်ရမယ်နော်ဒါကိုစဉ်းစားသောအဖြစ်ဒါကိုယုံကြည်သောအဖြစ်ဘေးမှာတကယ်အားကိုးစရာဘာမှမရှိဘူးကိုယ့်ရဲ့ကောင်းသောစိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကောင်းသောအမှုတို့တည်တာနဲ့အားကိုးရအစစ်လို့နားလည်ဖို့မသိဘူးလားသိတယ်နော်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့မှာလေကောင်းခြင်းဆိုခြင်းချမ်းသာခြင်းဆင်းရဲခြင်းကိုဖန်တီးနိုင်တဲ့စွမ်းအင်တတ္တိတွေအပြည့်ရှိနေတယ်ဟုတ်ရဲ့လားဒီအချက်ကိုသိမြင်ဖို့ယုံကြည်ဖို့နားလည်ဖို့အလွန်ရည်ကြီးတယ်ဦးဇင်းတို့တချို့သောဗုဒ္ဓဘာသာတွေဟာဒီကံရဲ့အကျိုးကိုသိမြင်ယုံကြည်တဲ့တတ္တတရားအလွန်အားနည်းတယ်ဘုရားကိုမယုံဘူးတော့မဟုတ်ဘူးတရားကိုမယုံဘူးတော့မဟုတ်ဘူးဟုတ်လားဒါပေမဲ့လို့သူတို့နော်ဆင်းရဲအောင်ဘေးကလုံနိုင်လိမ့်မယ်လို့ထင်ပြီးတော့ကြောက်လန့်ပြီးတော့အတိပ္ပယ်မရှိလောက်ကြတာတွေမရှိဘူးလားချမ်းသာဒုက္ခတွေကိုဘေးကနေပေးလိမ့်မယ်ရလိမ့်နိုးနဲ့နော်အထင်တွေမှားပြီးတော့အာကိုမှားကြတာတွေအတိပ္ပယ်မရှိတာတွေလောက်ကြတာတွေမရှိဘူးလားရှိတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကံရဲ့အကျိုးကိုသိမြင်ခြင်းယုံကြည်ခြင်းဟာလည်းအရေးမကြီးဘူးလားအရေးကြီးတယ်နော်အဲ့ဒါလို့ဖရာတရားတန်ခါရဲ့ဂုဏ်နဲ့တကွကံရဲ့အကျိုးကိုယုံကြည်ခြင်းကိုဘာလို့ခေါ်မလဲတရားတရားအဲ့ဒီတရားတရားသည်အကောင်းဆုံးသောအရင်နှီးပါတဲ့မြတ်စွာဘုရားကသောတော်ကစကားလေးနဲ့ဆက်ပြီးတော့တွေးကြည့်ပါအရင်အနည်းဆိုတာမရှိဘဲနဲ့အကျိုးအမြတ်ဆိုတာမျှော်လင့်လို့မရနိုင်ဘူးဆိုတာပိဿတို့သိတယ်နော်အရင်အနည်းကြီးရင်ကြီးသလောက်အကျိုးအမြတ်ကြီးကြတယ်အရင်အနည်းနည်းရင်နည်းသလောက်အကျိုးအမြတ်နည်းကြတယ်အရင်အနည်းကိုမရှိဘူးဆိုရင်တော့တော်တော်အလုပ်ဖြစ်ဖို့ခဲရင်သွားပြီဟုတ်တယ်မဟုတ်လားအဲ့ဒါလိုပဲဦးဇင်းတို့ဓမ္မနယ်ပယ်တရားရှုထောင့်ကနေကြည့်မယ်ဆိုရင်တကယ်ကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ဖြင့်ကြီးပွားချမ်းသာဖို့အတွက်တရားဆိုတဲ့အရင်အနည်းမရှိရင်မဖြစ်နိုင်ဘူးတတ်တဲ့နည်းနည်းလေးဦးဇင်းတို့ကြည်ကြည်ပြည့်ပြည့်ပြောရရင်ယုံကြည်မှုဆိုတဲ့တရားမရှိရင်ကုသိုလ်ကောင်းမှုဆိုတာမဖြစ်နိုင်ဘူးနော်ဆိုကြပါစို့လက်တွေ့လေးနားလည်ကြည့်ရအောင်ဒါနရဲ့အကျိုးပေးကိုမယုံမဲနဲ့ဒါနဆိုတာမဖြစ်နိုင်အဲ့ဒါလိုပဲသီလရဲ့အကျိုးအပြစ်သီလနဲ့ပြည့်စုံရင်ဘလို့အကျိုးကျေးဇူးတွေရှိတယ်သီလပျက်စီးရင်တော့ဘလို့အပြစ်တွေဘလို့ဒုက္ခတွေဖြစ်နိုင်တယ်ဆိုတာကိုမယုံကြည်ဘူးဆိုရင်ဒီပုဂ္ဂိုလ်သီလဆိုတာဖြစ်နိုင်မလားဖြစ်နိုင်ဘူးအဲ့ဒါလိုပဲတမာတိပညာလို့ဆိုတဲ့ဘာဝနာတရားရဲ့စွမ်းအားတတ္တိတွေဘာဝနာတရားရဲ့တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေနိုင်စွမ်းတွေကိုမယုံကြည်ဘူးဆိုရင်ဒီပုဂ္ဂိုလ်ဘာဝနာတရားအထုတ်ပါမလားအမထုတ်ဘူးပြောချင်တာကယုံကြည်မှုတတ္တတရားမရှိရင်ကုသိုလ်ကောင်းမှုမရှိဘူးကုသိုလ်မရှိရင်ချမ်းသာမရှိနိုင်ဟုတ်လားကုသိုလ်မရှိရင်မလဲချမ်းသာမရှိနိုင်ဘူးကုသိုလ်ကောင်းမှုတည်းဟူသောအကြောင်းတရားကြောင့်ချမ်းသာဒုက္ခတည်းဟူသောအကျိုးတရားဆိုတာဖြစ်တာကုသိုလ်နဲ့ချမ်းသာဆိုတာအကြောင်းအကျိုးသဘောတရားတွေနော်ကုသိုလ်တရားကအကြောင်းပေါ့နော်ချမ်းသာဆိုတာကအကျိုးပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ယုံကြည်မှုတရားမရှိရင်ကုသိုလ်မရှိဘူးကုသိုလ်မရှိရင်ချမ်းသာမရှိဘူးဆိုတော့ဒီပုဂ္ဂိုလ်ဘယ်နည်းနဲ့မှချမ်းသာတဲ့ချမ်းသာမှဖြစ်မကြည်ပွားနိုင်ဘူးပေါ့ဟုတ်ရဲ့လား
ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မယုံရင်ဘာကုသိုလ်မှမဖြစ်ဘူးဆိုတာလေးကိုကောင်းကောင်းနားလည်ပြီးတော့ယုံကြည်မှုသည်ကုသိုလ်ကောင်းမှုတို့ဖြင့်ကြီးပွားဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရင်အနှီးပါလားလို့နားလည်ရမယ်ဟုတ်တယ်နော်ယုံကြည်မှုအရင်အနှီးများလာမှကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားမယ်အဲ့ဒါဒီကုသိုလ်ကောင်းမှုတွေတိုးတက်ကြီးပွားလာမှချမ်းသာဒုက္ခတွေလည်းတိုးတက်ကြီးပွားလာမှာပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ယုံကြည်မှုဆိုတဲ့တရားတရားအရင်အနှီးများအောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဘာကြောင့်များအောင်ကြိုးစားရလဲလို့မေးရင်အရင်များမှအကျိုးမြတ်ကလည်းများမှာကိုဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာတော့တရားတရားအကောင်းအောင်တရားတရားတွေယုံကြည်မှုတွေများလာအောင်ဘယ်လိုလုပ်မလဲဒါလေးနည်းနည်းပြောခြင်းသေးတယ်သူတော်ကောင်းနဲ့ပေါင်းရမယ်တဲ့တစ်အချက်သူတော်ကောင်းတရားတွေကိုနာရမယ်လေ့လာရမယ်ဖတ်ရှုရမယ်မှတ်သားရမယ်တဲ့နှစ်အချက်တင့်တင့်လျောက်ပတ်သောအတွေးတွေမှန်ကန်မှုရှိရမယ်ယောနိတော်မနတိကာရပေါ့သုံးအချက်နော်ဓမ္မနုဓမ္မပฏิပတ်တိလို့ဆိုရတဲ့လောကုတ္တရာတရားအားလျော်သောအကျင့်မြတ်ကိုကျင့်သုံးရမယ်တဲ့လေးအချက်လေးမျိုးပြောထားတယ်နော်အဲ့ဒီထဲမှာဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့၄ခုမြောက်ကလေးကိုနည်းနည်းလေးဦးစားပေးပြောကြည့်ခြင်းနော်သူတော်ကောင်းနဲ့ပေါင်းရမယ်ဆိုတာကတော့အလွန်အခြေခံကြပါတယ်ဒါကတော့ဟုတ်လားအပြောလဲအလွန်များတယ်တကယ်လဲရှင်းပါတယ်သူကနော်ဒါပေမဲ့ဦးဇင်း၄ခုမြောက်လေးကိုနည်းနည်းပြောကြည့်ခြင်းတယ်ဓမ္မနုဓမ္မပฏิပတ်တိသူတော်ကောင်းတရားအားလျော်တဲ့လောကုတ္တရာတရားအားလျော်တဲ့အကျင့်မြတ်ကိုကျင့်ရင်းသည်တရားတရားအားကြီးကြောင်းပေါ့ဟုတ်တာပေါ့တရားအလုပ်ကိုကြိုးစားအထောက်ကြည့်မှယုံစရာဆိုတာကလည်းတွေ့လာတာဟုတ်လားယုံစရာတွေ့လာမှဆက်ပြီးတော့ယုံလာတယ်ပိုးပြီးတော့ယုံလာတယ်ပိုးပြီးတော့ယုံလာမှပိုးပြီးတော့လှုပ်တယ်ဟောဒါလေးအရေးကြီးတယ်နော်အဲ့ဒါလိုလေးလဲသွားဖို့အလွန်အရေးကြီးတယ်အစတုန်းကလှုပ်တုန်းကတော့ဒါလှုပ်ရင်ကောင်းမှာပဲဆိုတဲ့ယုံကြည်မှုခပ်ပြော့ပြော့နဲ့စကြတာပေါ့လေနောက်လှုပ်ကြည့်ရင်းနဲ့ဒါတကယ်လှုပ်ရင်တကယ်ချမ်းသာကိုဖြစ်စေသကိုတကယ်အကျိုးရှိသကိုလို့သူ့မှာလက်တွေ့အကျိုးကျေးဇူးကိုသိမြင်ခံစားရလိုက်ရတဲ့အတွက်ကြောင့်ယုံကြည်မှုဆိုတာတိုးမလာဘူးလားတိုးလာတယ်တိုးလာတော့အလုတ်ကလည်းယုံကြည်မှုတိုးစီအားလျော်ဆိုတော့ဘာဖြစ်လာတော့အလုတ်တွေလည်းတိုးလာတယ်ကုသိုလ်တိုးလာတယ်လို့ပြောတာဆက်လှုပ်လေးယုံစရာပိုတွေ့လေးယုံစရာပိုတွေ့လေးပိုးယုံလေးပိုးယုံလေးပိုးကြိုးစားလေးအဲ့ဒါလိုနီးနဲ့ကုသိုလ်ကောင်းမှုတွေဟာကြီးပွားတိုးတက်သွားကြတာဒါလောကီဥပမာနဲ့လည်းပဲအလွန်တူတယ်လို့ဦးဇင်းထင်တယ်ဆိုကြပါစို့အရင်ကလေးအစားကနည်းနည်းလေးနဲ့ကြိုးစားပြီးတော့ထူထောင်တယ်အကျိုးမြတ်လေးနည်းနည်းရလာတယ်အကျိုးမြတ်ရလာတော့အရင်ကမှဖြစ်လာပိုများလာတယ်အရင်ပိုများလာတော့ယဉ်ဤမြုပ်နှံမှုပိုကြီးလာတော့အကျိုးမြတ်ကယဉ်ဤမြုပ်နှံမှုကြီးသည့်အားလို့ဆိုတော့ပိုကြီးလာတယ်ဘာဖြစ်လာတော့အရင်ဤတွေကထပ်ပြီးတော့များလာပြန်တယ်သဘောပေါက်တယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သူတော်ကောင်းတရားကိုကျင့်ကြံကြုတ်ကုတ်အထုတ်ခြင်းသည်တရားတရားကြီးမားခြင်းရဲ့အကြောင်းပါဟုတ်ရဲ့လားဒါကြောင့်ပထမမေခွန်းရဲ့အဖြေပြောရင်ဆုံးမှာမဟုတ်ဘူးနော်သူလည်းပဲအလွန်အခရာကျတဲ့နော်အလွန်တန်ဖိုးကြီးတဲ့နော်အဖြေတစ်ခုဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကုသိုလ်ကောင်းမှုတို့ဖြင့်ကြီးပွားဖို့ချမ်းသာဖို့ချမ်းသာစေချမ်းသာမှန်တို့ဖြင့်ကြီးပွားဖို့ချမ်းသာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့တတ္တတရားတည်းဟုသောအရင်အနည်းကိုကြီးမားအောင်ပြုစုပြိုးထောင်မွေးမြူကြဖို့လိုပါတယ်ဟုတ်ရဲ့လားအကောင်းဆုံးအရင်အနည်းတဲ့နော်ပထမမေခွန်းရဲ့အဖြစ်ပြီးကြစို့နောက်ဦးဇင်းတို့ဒုတိယမေခွန်းမှတ်မိသေးလားဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားသူစိန်တော်ကောင်းစွာလေ့ကျင့်ကြိုးစားအထောက်အပ်သည်ရှိသောကိဉ္တုအဘေယာတိဒုက္ခချမ်းသာဒုက္ခကိုအဝဟတိဆောင်ခြင်းလို့ပေးနိုင်ပါမည်နီကောင်းကောင်းလေ့ကျင့်ကြိုးစားအထုတ်မယ်ဆိုရင်ဘယ်ရာဟာချမ်းသာဒုက္ခကိုပေးနိုင်မလဲတဲ့ဘာလို့ရင်ချမ်းသာမှလဲပေါ့အဲ့တော့မြတ်စွာဘုရားကဓမ္မောသူစိန်သောဒုက္ခမဝဟတိဒေဝံဗုဒ္ဓတိလိုရေးနဲ့မေးလျှောက်လာတဲ့ဩနတသူစိန်သောကောင်းစွာလေ့ကျင့်ကြိုးစားအထောက်အပ်သည်ရှိသောဓမ္မောသူတော်ကောင်းတရားသည်ဒုက္ခချမ်းသာဒုက္ခကိုအဝဟတိဆောင်ခြင်းလို့ပေးနိုင်ပါ၏ကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်မယ်ဆိုရင်ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အရာဟာသူတော်ကောင်းတရားပါတဲ့သူတော်ကောင်းတရားလို့ပြောလိုက်တဲ့အခါမှာပေတရုရဲ့စိတ်ထဲမှာ၄မျိုးလောက်တော့နားလည်ပြီးသားဖြစ်ရမယ်ဒါနသည်သူတော်ကောင်းတရားလို့နားလည်ရမယ်သီလသည်သူတော်ကောင်းတရားလို့နားလည်ရမယ်သ
တမာတိသည်သူတော်ကောင်းတရားလို့နားလည်ရမယ်ပညာသည်သူတော်ကောင်းတရားလို့နားလည်ရမယ်အဲ့ဒီဒါနသီလတမာတိပညာဆိုတဲ့သူတော်ကောင်းတရားတွေကိုမိမိတန်တမှာတီအောင်လုပ်တဲ့အလုပ်ဒီအဲ့ဒါချမ်းသာဒုက္ခကိုပေးမှာပဲဘာလုပ်ရင်ချမ်းသာမှာလဲဆိုတာရဲ့အဖြေပေါ့နော်ဒါနသီလတမာတိပညာတို့ကိုကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်မယ်ဆိုရင်အဲ့ဒီကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်ထားတဲ့သူတော်ကောင်းတရားကပဲကိုယ့်ကိုချမ်းသာဒုက္ခကိုပေးလိမ့်မယ်ဘယ်သူကပေးတယ်ဘဝကပေးတယ်လို့မလာဘူးနော်သူတော်ကောင်းတရားကပဲပေးတာဒီတရားမှာတရားဓမ္မတို့ဦးဇင်းတို့ချမ်းသာဒုက္ခကိုရအောင်ယူကြတဲ့နေရာမှာချမ်းသာဒုက္ခကိုတစုံတစ်ခုသောပစ္စည်းကိုလှမ်းယူလိုက်တယ်လို့မျိုးဒါတိုက်ယူလို့မရဘူးသူတော်ကောင်းတရားကနေတဆင့်သွားရသဘောပေါက်ရဲ့လားချမ်းသာဒုက္ခဟာဟိုဘက်ကန်းဆိုလို့ရှိရင်သူတော်ကောင်းတရားဟာတရားတစ်စင်းဖြစ်လိမ့်မယ်သဘောပေါက်ရဲ့လားဒီသူတော်ကောင်းတရားဒီဟူသောတရားကိုမဖြတ်ဖဲနဲ့ချမ်းသာဒုက္ခဒီဟူသောဟိုဘက်ကန်းကိုမရောက်နိုင်ဘူးဟုတ်ရဲ့လားတကယ်လို့သာချမ်းသာဒုက္ခဟာတစုံတစ်ခုကိုယူသလိုမျိုးဒါတိုက်ယူလို့ရသတန်းဆိုရင်လူတိုင်းချမ်းသာဒုက္ခနဲ့ပြည့်စုံနေမှာပေါ့ဗျဟုတ်တယ်မို့လားခုချမ်းသာဒုက္ခဆိုတာဘယ်ကနေတဆင့်သွားရတယ်သူတော်ကောင်းတရားကနေတဆင့်သွားရတယ်ဓမ္မဆိုတဲ့ဒါနသီလသမာဓိပညာတို့ကနေတဆင့်သွားရတယ်ဒီနေရာမှာကောင်းကောင်းလေ့ကျင့်အပ်သောသူတော်ကောင်းတရားဒီချမ်းသာဒုက္ခကိုပေးမယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့အဲ့ဒီပေးမယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာလာတဲ့တာဝန်ကြီး၃ရက်ဆိုတာကိုဦးဇင်းကလည်းပြောချင်အဲ့ဒီတာဝန်၃ရက်ထဲမှာပထမတာဝန်နဲ့ဒုတိယတာဝန်ကိုတော့လူတွေဟာအတိများကြတယ်တတိယတာဝန်ကိုကြတော့နည်းနည်းအတိနည်းတယ်လို့ဦးဇင်းထင်တယ်နော်အဲ့ဒါလေးကိုနည်းနည်းလေးပေးတဲ့ပေါင်းသူတော်ကောင်းတို့အာယုံစိုက်ကြည့်မယ်နော်တာဝန်ကြီး၃ရက်တဲ့မေရှံဟိပฏิပတ္တိကထေနမေဝဘာရောပฏิပတ္တိကထေနမေဝချမ်းသာအောင်ဘလို့ကျင့်ရမယ်ဆင်းရဲဝေးအောင်ဘလို့ကျင့်ရမယ်ဆိုတဲ့သူတော်ကောင်းတရားအစားစားတို့ကိုဟောဖို့ညွှန်ပြဆိုဆုံးမဖို့ရာဆိုတဲ့တာဝန်ကတော့မေရှံဝငါဖရာရဲ့ဘာတော်တာဝန်ဟောမြတ်စွာဘုရားကသူ့တာဝန်သူပြောတာနော်ဆင်းရဲဝေးကြောင်းတရားချမ်းသာကြောင်းတရားတွေကိုဘလို့ကျင့်ရမယ်ဆိုတာကိုပြည့်ပြည့်စုံစုံဟောဖို့ညွှန်ပြဆိုဆုံးမဖို့တာဝန်ဟာမြတ်စွာဘုရားရဲ့တာဝန်တဲ့ဒီတာဝန်လူတိုင်းကြားဘူးတယ်နော်တရားကိုပြည့်ပြည့်စုံစုံဟောဖို့ရာကဘုရားရဲ့တာဝန်ဟုတ်လားဟေးနောက်ဒုတိယတာဝန်ပฏิပတ်တိပုရဏံပနာတာဝကနံဘာရောပฏิပတ်တိပုရဏံပနာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူသည့်အတိုင်းပြည့်ပြည့်စုံစုံစင်စင်ကြဲကြဲကျင့်သုံးဖို့ဆိုတဲ့တာဝန်ကတော့တာဝကနံတပိတာဝကတို့ရဲ့ဘာရောတာဝန်ဟောမြတ်စွာဘုရားဟောတဲ့အတိုင်းဆင်းရဲဝေးကြောင်းချမ်းသာကြောင်းတရားတွေကိုပြည့်ပြည့်စုံစုံကျင့်သုံးဖို့ဆိုတဲ့တာဝန်ကတော့ဉာဏ်ရှိကြတဲ့တပိတာဝကတို့ရဲ့တာဝန်တဲ့ဒါလည်းပြီးတဲ့လို့ကြားဦးတယ်နော်သူတော်ကောင်းတရားကိုပြည့်စုံအောင်ဟောဖို့ရာကမြတ်စွာဘုရားတာဝန်ဟောတဲ့အတိုင်းလိုက်နာဖို့ကျင့်ကြံကြိုးကိုအထောက်ဖို့ရာကတပိတာဝကတို့ရဲ့တာဝန်ဟုတ်လားအေးတတိယတာဝန်ကိုဦးဇင်းတို့ကဦးစားပေးပြီးတော့ပြောခြင်းတာတတိယတာဝန်ကဘာလဲဆိုတော့အာနိသန္တဒါနံဓမ္မနံဘာရောအာနိသန္တဒါနံချမ်းသာခြင်းဆိုတဲ့အကျိုးအာနိသင်ကိုပေးဖို့ရဆိုတဲ့တာဝန်ကတော့ဓမ္မနံတရားတော်မြတ်ရဲ့ဘာရောတာဝန်ဟောချမ်းသာခြင်းဆိုတဲ့အကျိုးအာနိသင်ကိုပေးဖို့ဆိုတဲ့တာဝန်ကတော့တရားတော်မြတ်ရဲ့တာဝန်ပါတဲ့ဟုတ်လားသူ့တာဝန်ကိုတာဝန်ကိုပြပြနားလည်ဖို့လိုတယ်ဗျနော်ချမ်းသာကိုပေးဖို့တာဝန်ကတရားရဲ့တာဝန်နဲ့ဘုရားရဲ့တာဝန်လို့မပြောဘူးနော်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့တာဝန်လို့လည်းမပြောဘူးနော်ဘုရားကလည်းဘုရားတာဝန်ကတရားကိုဟောဖို့ပဲဒကာဓမ္မတို့ဦးဇင်းတို့ရဲ့တာဝန်ကလည်းဟောတဲ့အတိုင်းကျင့်ဖို့ပဲချမ်းသာကိုပေးဖို့ရာတာဝန်ကတရားရဲ့တာဝန်ဒါကိုတချို့လူတွေကကွက်ပြားသိပ်ပြီးတော့သဘောမပေါက်တော့မြတ်စွာဘုရားရဲ့ရှေ့မှာအမျိုးမျိုးရလုံမှုတွေနဲ့တောင်းနေကြတာရှိဘူးလားဘုရားကပေးနိုင်မှာလားပေးနိုင်လို့ရှင်မြတ်စွာဘုရားကတတ္တဝါတွေကိုအလွန်သနာတာပေါ့တခါတည်းပြည့်စေလို့လုပ်ခဲ့မှာပေါ့ဟုတ်လားမြတ်စွာဘုရားရဲ့ရှေ့မှာတင်ကိုဆင်းရဲနေတဲ့တတ္တဝါတွေမရှိဘူးလားရှိတာပေါ့မြတ်စွာဘုရားကတတ္တဝါတွေကိုချမ်းသာစေတယ်ဆိုတာကနီလန်ပေးသောအဖြစ်သာချမ်းသာစေတာချမ်းသာကိုရော့ယူတော့ဆိုတာမျိုးဘယ်တော့မှမပေးနိုင်ဘူးဟုတ်ရဲ့လားတခါကြီးတို့မကြီးများဒါကြောင့်မြတ်စွာဘုရားကတော့ပွင့်ပွင့်လင်းလင်းပဲကိုမတက်နိုင်တဲ့ကိစ္စကိုဘယ်တော့မှတက်နိုင်တယ်လို့မပြောနော်ဟောတချို့အယူဝါဒတွေကတော့ဟာငါ့ကိုအားကိုးကြမင်းတို့အလုံးချမ်းသာလိမ့်မယ်လို့ပြောတာတွေမရှိဘူးလား
ပြောတဲ့အတိုင်းဟုတ်ရင်တော့တော်တော်ကိုကောင်းတာပေါ့ဗျာဟုတ်လားပြောတဲ့အတိုင်းဟုတ်ရင်တော့အဲ့ဒါတည်းကောင်းတာမရှိတော့နော်ဘာမှမလုပ်ရဘဲနဲ့ချမ်းသာမှာလေဟုတ်လားခုမြတ်စွာဘုရားကအဲ့ဒါလိုဝန်ခံတာမျိုးတစ်ခုမှမရှိဘူးဟုတ်ရဲ့လားတစ်ခုမှမရှိဘူးတုံမေဟိကိစ္စအတ္တဗအခတ္တရောတထာဂတအလုံးလုံးဖို့ရာကတင်လို့ရတာဟောတဲ့နီလန်းကိုပြည့်ပြည့်စုံစုံပြောဖို့ရာကငါတာဟောတဲ့မြတ်စွာဘုရားကဒါပဲပြောတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်တော်တို့တုတ္တဝံကိုတာဝံခွဲခွဲပြားပြားနားလည်ဖို့လိုတယ်ကိုဘဝကိုချမ်းသာကိုပေးမှာကဘုရားတာဝန်မဟုတ်တရားတာဝန်ကိုတာဝန်လည်းမဟုတ်ဒါနဲ့ဥစဉ်ရဲ့တပည့်တော်တို့ကြိုးစားရတာတပည့်တော်တာဝန်မဟုတ်လို့ဘု து တာဝန်လဲလို့ပေးတဲ့အရှိတယ်မျက်စိလဲမသွားနဲ့နော်တကယ်တမ်းဓာရိုက်ချမ်းသာဒုက္ခကိုပေးမဲ့တာဝန်ကိုထမ်းဆောင်မှာကတရားကထမ်းဆောင်မှာကိုတာဝန်ကအဲ့ဒီတရားကိုပဲကိုတန်တန်မှာရှိအောင်လုပ်ဖို့တာဝန်ပဲရှိတယ်ဒီနေရာမှာဥပမာနဲ့ပြောမှပိုရှင်းမယ်နဲ့တူတယ်နော်ဉာဏ်ရှိတဲ့လူတွေဟာဥပမာနဲ့ပြောရင်ရှင်းလင်းလွယ်ကူသွားတဲ့သဘောရှိတယ်တဲ့ဟုတ်လားဆိုကြပါစို့ပေတတို့ခေါင်းကိုက်တယ်ဆိုကြပါစို့နော်ခေါင်းကိုက်ပြီဆိုရင်ဘာလုပ်မလို့ပါရာစီတမောတောင်းမယ်ဘိုင်ယိုချက်စစ်တောင်းမယ်သို့ဖို့အကိုက်ခဲပြောက်စီတစ်ခုခုတောင်းမယ်ပေါ့ဘာဖြစ်လို့ဒီဆေးတွေကိုတောက်ရတာတော့တစ်ချက်လောက်စဉ်းစားကြည့်ပါဒီခေါင်းကိုက်တဲ့ဝေဒနာစိုးကိုဖယ်ရှားပြစ်နိုင်တဲ့အစွမ်းကို့မယ်မရှိလို့ဒီဆေးကိုအားကိုးရတာပေါ့ဗျကိုတိတ်စွမ်းတယ်လို့မထင်နဲ့နော်ဟုတ်လားကို့မှာအစွမ်းတုံးနေလို့ဒီယောဂါကို့မှာဖယ်ရှားပြစ်နိုင်တဲ့အစွမ်းရှိလားမရှိဘူးနောက်တစ်စုံတစ်ခုကိုနှိုက်ထုတ်လိုက်တယ်လို့မျိုးနှိုက်ထုတ်ပြီးတော့လွှင့်ပစ်လိုက်နိုင်တဲ့အကြီးချင်းမျိုးတရားဓမ္မတို့ဥစဉ်တို့မှာရှိလားမရှိဘူးမရှိလို့မို့ဒီဆေးကိုဈေးကြီးခါလန်ကိုကြိတ်မိတ်ပြီးတော့ဘာလို့ရတော့မျိုးချရတာဟုတ်လားအဲ့ဒီမှာဥစဉ်တို့ဆေးကခန္ဓာကိုယ်နဲ့အမျိုးမျိုးဓာတ်ပြုတ်ပြီးတော့ဝေဒနာကိုမတတ်တာမှုကိုဖယ်ရှားပြစ်လိုက်ဟုတ်လားအဲ့တော့ဒီယောဂဒီဝေဒနာကိုဖယ်ရှားပြစ်တာဟာကိုယ်ကဖယ်ရှားတာလားဆေးကဖယ်ရှားတာလားဆေးကဖယ်ရှားတာနည်းနည်းတော့ပေါ်လွင်သွားပြီနော်တခါကြီးမိုင်းမြဟုတ်ရဲ့လားဒါပေမဲ့ဒီဆေးကိုပဲကိုယ်တိုင်ရှာပြီးတော့ကိုယ်တိုင်တောက်ရလို့ဒီယောဂါကိုငါကပြောက်အောင်လုပ်တယ်လို့ပြောမယ်ဆိုရင်တော့တိုးပိုက်သောနည်းအားဖြင့်တော့ပြောလို့ရတာပေါ့သို့တော့ဓာရိုက်ကတော့ဆေးကိုယောဂါကိုကိုယ်ကဖယ်တာမဟုတ်ဆေးကဖယ်တာကိုယ်ကဖယ်တယ်ဆိုရင်ဆရာဝန်တီသွားเสียလည်းမလိုဘူးဆေးတောက်เสียလည်းမလိုကိုဖယ်လိုက်ပေါ့ဟုတ်တယ်မဟုတ်လားတကယ်လို့ကဲသတိမေ့နေတဲ့လူတယောက်ကို तू ဘာမှမသိဘဲနဲ့တစုံတယောက်ကသူ့ကိုယောဂပျောက်စေတဲ့ဆေးထိုးပစ်လိုက်တယ်ပျောက်သွားမှာပဲလေထင်ရှားတယ်မဟုတ်လားယောဂဝေဒနာကိုဘယ်သူကဖယ်ရှားတာလဲဆေးကဖယ်ရှားတာဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တရားဆိုတာဆေးနဲ့တူတယ်နော်တရားဆိုတာဘာနဲ့တူတယ်ဆေးနဲ့တူတယ်ဒါရိုက်အစင်မပြေမှုဒုက္ခတွေကိုဖယ်ရှားပြနိုင်တာဟာတရားမှာပဲရှိတယ်ဒီစွမ်းတတ္တိနော်တရားကဆေးနဲ့တူတယ်ဆိုတော့မြတ်စွာဘုရားကတော့အတုမဲ့သမားတော်ကြီးနဲ့တူတယ်ပေါ့နော်ဘုရားကိုယ်တော်တိုင်လည်းဒါဝန်ခံထားတာရှိတယ်လေဘိသက်ကောတိဘိက္ခဝေတထာဂတတေတံအဓိဝဆနံတဲ့ယဟန်တို့တဲ့အတုမဲ့ဆေးဆရာကြီးဆိုတာငါဘုရားရဲ့နာမည်ပါတဲ့မြတ်စွာဘုရားကဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတို့မြတ်စွာဘုရားကဆေးဆရာကြီးပေါ့တရားတွေကတော့ဆေးတွေပေါ့အဲ့ဒါလို့ဆိုရင်ဒကာဓမ္မတို့ဦးဇင်းတို့တွေပုထုဇဉ်တွေကတော့ယောဂသည်တွေပေါ့ယောဂသည်တွေပေါ့နော်ဒကာဓမ္မတို့ဦးဇင်းတို့ကိုနှိပ်စက်နေတဲ့မသက်မတန်ဖြစ်အောင်လုပ်နေတဲ့လောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေကတော့ယောဂါတွေပေါ့ယောဂါပိုးတွေပေါ့နော်ဒါကြောင့်တကယ်တမ်းချမ်းသာခြင်းကိုပေးမဲ့တာဝန်ကိုဘယ်သူကထမ်းဆောင်ပါလဲသူတော်ကောင်းတရားကထမ်းဆောင်ပါအဲ့ဒီသူတော်ကောင်းတရားကိုမိမိတန်တန်မှာရှိအောင်လုပ်ရမယ့်တာဝန်ဒီတာနဲ့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့တာဝန်ပဲဟုတ်ရဲ့လားတီတီလေးနဲ့ကပ်ပြီးတော့လွဲနေမှာဆိုလို့နော်ဟုတ်ရဲ့လားဒါကြောင့်ဘယ်အရာကမှချမ်းသာကိုမပေးနိုင်ဘူးကောင်းသောအပြုအမူကောင်းသောအပြောဆိုကောင်းသောအတွေးအကြံတို့တည်တာနဲ့ချမ်းသာဒုက္ခကိုပေးနိုင်လိမ့်မယ်သူတော်ကောင်းတရားပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒုတိယမေခွန်းရဲ့အဖြေဟုတ်ရဲ့လားကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်မဲ့ဆိုရင်သူတော်ကောင်းတရားသည်ချမ်းသာဒုက္ခကိုပေးပါလိမ့်မယ်တဲ့ဒုတိယမေခွန်းရဲ့အဖြေပြီးကြအောင်စို့နော်နောက်တတိယမေခွန်းမှတ်မိသေးလားဗျာမှတ်မိတယ်နော်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားရတနာအယတာတကအယတာတို့တွင်ကိန္တုအဘေယတာတိဟဝေစင်းစစ်တကက်ကိုပဲတာတုတရအကောင်းဆုံးယတာမြည်ပါတနည်းအယတာတကအယတာထဲမှာဘေအယတာအကောင်းဆုံးလေတဲ့အဲ့ဒီတော့မြတ်စွာဘုရားကသစ္စာဟဝေတာတုတရရတနံဒေဝဗုဒ္ဓတိလိုရေးနဲ့မေးလျှောက်လာတဲ့ဩနတရတနာအယတာတကအယတာတို့တွင်
သစ္စာသစ္စာတရားသည်ဟဝေစင်စစ်တကယ်ကိုပဲတန်တုတရံအကောင်းဆုံးသောအရာသာမြည်ပါ၏အရာသာတကအရာသာထဲမှာအကောင်းဆုံးအရာသာကတော့သစ္စာတရားပဲတဲ့သစ္စာတရားအကောင်းဆုံးတဲ့အကောင်းဆုံးအရာသာတဲ့နော်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးအကောင်းဆုံးအရာသာလို့ဟောထားတဲ့သစ္စာတရားအဲ့ဒီသစ္စာတရားဟာအကျမ်းမြင်၃မျိုးရှိတယ်တဲ့မင်းကုန်းစတော်ကြီးကနော်အကျမ်းမြင်၃မျိုးရှိတယ်တဲ့၃မျိုးကဥရှင်တို့စကားနဲ့ပတ်သက်တဲ့သစ္စာက2မျိုးနော်စကားနဲ့ပတ်သက်တဲ့သစ္စာ2မျိုးဆိုတာကဘာလဲဆိုတော့တစ်ဝစီသစ္စာတဲ့ဝစီသစ္စာဆိုတာကမှန်လို့မို့ကိုမှန်တဲ့စကားယုံညံ့တာတွေမြင့်မြတ်တာတွေမပါဘူးငါသည်အမေသားမှန်ပါ၏ငါသည်အမေသမီးမှန်ပါ၏မမှန်ဘူးလားဘလို့မှညင်းเสียမလို့တန်တရားရှိတရားမလို့လောက်အောင်မှန်တယ်အမေသားအမေသမီးဆိုမှတော့တန်တရားဖြစ်เสียမရှိတော့ဟုတ်လားအေးဤမှန်တဲ့သစ္စာစကားကြောင့်အခုတွေ့ကြုံနေရတဲ့ဘေးဆိုးအန္တရာယ်ဆိုးတွေကလွတ်ပြရစေလို့သစ္စာဆိုကြတာမျိုးမရှိဘူးလားရှိတယ်အဲ့ဒါဝစီသစ္စာဥမာဦးဇင်းတို့ပြောရရင်ပေတပေါင်းသူတော်ကောင်းတို့မိဘေကင်းဝေးဖို့အတွက်ရွတ်ဆိုနေတဲ့ဝတ္တတုတ်ပိဋဆိုတာမရှိဘူးလားရှိတယ်ဒါဘုရားလောင်းငုံမင်္ဂလိသစ္စာဆိုတာအလုံးသိရတယ်နော်ဟိုတော်မီကြီးလောင်တော့ဘုရားလောင်းကဏိတာရဲလေးအတိုက်ကလေးထဲမှာအဖေအမေကအလုံးသူ့ကိုပြစ်ပြေးကြဘုရားလောင်းကိုလည်းချီမသွားနိုင်တော့ဒီတိုင်းအတိုက်ကလေးထဲမှာရက်ကန်နေရစ်ဒါပေမဲ့ဘုရားလောင်းဆိုတော့ဖြည့်စည်းခဲ့တဲ့ပါရမီတွေကအများကြီးရှိနေတာဆိုတော့ဒီအချိန်မှာငါဘာကိုအကိုရမလဲဆိုတာကိုဘုရားလောင်းကကောင်းကောင်းသိတယ်အဲ့တော့အကိုရကိုရှာတဲ့အခါကျတော့ဘာတွေ့တော့အဋ္ဌိလောကေတိလခုနောသစ္ဆံသောစေယနုဒ္ဒယာရတယ်မို့လားနော်လောကကြီးမှာတိလရဲ့ဂုံဆိုတာရှိတယ်တိလရဲ့ဂုံကျေးဇူးဆိုတာရှိတယ်စင်ကြယ်ခြင်းရဲ့ဂုံကျေးဇူးဆိုတာရှိတယ်သစ္စာတရားရဲ့အစွမ်းတတ္တိဆိုတာရှိတယ်အဲ့ဒါကိုငါအားကိုးမယ်ဆိုတော့ဘုရားလောင်းကသစ္စာဆိုတာနော်ယုံညံ့တာတွေမြင့်မြတ်တာတွေဘာမှမပါဘူးမှန်တာလေးပဲပြောတာနော်မှန်တာလေးပဲပြောတာနော်တော်မီကြီးလောင်းလာတော့အဖေအမေတွေကပြစ်ပြေးပါပြီတဲ့မမှန်ဘူးလားမှန်တယ်နော်ဟုတ်တယ်သူ့ဖေမေကပြစ်ပြေးကြတယ်လေငါမှခြေတော်လေး2ချောင်းတော်ရှိပါတယ်တဲ့ဒါပေမဲ့မသွားနိုင်သေးပါဘူးတဲ့ဟုတ်မသွားနိုင်သေးဘူးသူကမမှန်ဘူးလားမှန်တယ်ငါမှအတောင်မှန်တစုံတော့ရှိပါတယ်ဒါပေမဲ့ငါမပြန်တန်းနိုင်သေးပါဘူးတဲ့မမှန်ဘူးလားမှန်တယ်ဤမှန်တဲ့သစ္စာစကားကြောင့်တော်မီကြီးရပ်ပါဆိုတော့16ပေစာအကျေအဝန်းထိတော်မီဟာသူနာကိုမကတ်နိုင်ဘူးရပ်သွားရတယ်သူ့ရဲ့သစ္စာဆွမ်းလွန်းလို့နော်သူ့ရဲ့သစ္စာကတီလွန်းလို့နော်ဘဝကသစ္စာပါရမီတွေကလည်းထက်မြက်လွန်းလို့အဲ့ဒီနေရာမှာဒီကကဘာပျက်စီးသွားသည့်အထိဒီကနေ့အချိန်ထိအဲ့ဒီသစ္စာဆိုပြီးတဲ့အချိန်ကစပြီးတော့အဲ့ဒီနေရာလေးမှာဘယ်သောခါကာလမှာတော်မီမလောင်ဘူးလို့ဆိုတယ်နော်အေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သစ္စာဝစီသစ္စာအရေးကြုံရင်အားကိုးဖို့အတွက်မှန်တာလေးတွေကိုဆိုတတ်ဖို့တရားဓမ္မတို့ဦးဇင်းတို့ကြိုးစားထားဖို့လိုတယ်နော်အေးဒီနေရာမှာဦးဇင်းတို့ပြောနေကြစကားလေးတစ်ခွန်းပြောဦးမယ်အဲ့ဒါဘာလဲဆိုတော့မင်းကုန်းစတော်ကြီးပြောတာလေအခုခေတ်လူတွေလည်းသစ္စာတော့ဆိုကြတာပဲတဲ့ဒါပေမဲ့သစ္စာတွေကမစွမ်းမှုဖြစ်နေတယ်တဲ့ဟုတ်လားသစ္စာတော့ဆိုကြတယ်သစ္စာကဘလို့ဖြစ်နေတယ်မစွမ်းမှုဖြစ်နေတယ်တဲ့ဘာလို့သစ္စာကမစွမ်းတာလဲဆိုတော့တဲ့သစ္စာဆိုတဲ့ပါဇက်ကိုကစားသစ္စာမရှိလို့ပါတဲ့ကဲမနာတော့မနာနဲ့တော့ဒါဦးဇင်းတို့လည်းပါတာပဲဟုတ်လားသစ္စာကဘာလို့မစွမ်းတာတဲ့တော့သစ္စာဆိုတဲ့နှုတ်ကိုကပါဇက်ကိုကစားသစ္စာမရှိလို့တဲ့တော့ပြောလိုက်ရင်အပိုကလေးနဲ့ပြောလိုက်ရင်အလိုကလေးနဲ့ဟုတ်လားဒီလိုအပိုလိုလေးနဲ့ကြီးပြောနေမှတော့ဒီပါဇက်ကဘလို့လို့သစ္စာရှိမလို့အဲ့တော့အရေးကြုံလို့သစ္စာဆိုတော့မစွမ်းတော့ဟုတ်ရဲ့လားဒါကြောင့်ငါအရေးကြုံရင်သစ္စာဆိုရအောင်မှာအဲ့လိုသစ္စာဆိုတဲ့အခါမှာအစွမ်းတတ္တိရှိအောင်ငါရဲ့နှုတ်ကိုသစ္စာမှာတည်စီမယ်တောက်ကြကျဲဟာသူ့ရဲ့သွားရလမ်းကြောင်းကိုဘယ်သောအခါကာလမှမတိမ်ဆောင်းသလိုငါသည်အမှန်တရားလမ်းကြောင်းပေါ်မှာပဲအမြဲတမ်းမတိမ်မဆောင်းအောင်ပြောမယ်ဆိုမယ်ပြုမယ်ဆိုတာမျိုးမလေ့ကျင့်သင့်ဘူးလားလေ့ကျင့်သင့်တယ်တော့ဝစီသစ္စာနဲ့ပြောရင်လည်းဆုံးနိုင်ပေါ်ရမရှိဘူးဟုတ်ရဲ့လားအေးဒါပါဇစကားနဲ့ပတ်သက်ပြီးတော့သစ္စာတစ်မျိုးပေါ့နောက်သစ္စာတစ်မျိုးကတိတ်ပြောတယ်ဟာကြည်ကြပြန့်ပြန့်မရှိပါဘူးသူကဘာလို့ဆိုဝိတ္တိသစ္စာတဲ့ယခုနကတရားဓမ္မတို့ဦးဇင်းတို့နော်မုတ္တဝါဒဝေဒမဏိလို့မဆိုကြဘူးလားဗျာဆိုလိုက်တယ်မှားယွင်းတဲ့စကားကရှောင်ကျင်တာအဲ့ဒါကဝိတ္တိသစ္စာအဲ့ဒီသစ္စာ2မျိုးသည်စကားနဲ့ပတ်သက်တယ်
အဲ့ဒီတစ္ဆာသည်အလွန်အရသာရှိတယ်တဲ့မှန်တာလေးပြောလဲရရင်အလွန်ရသာရှိတယ်မှန်တာလေးကြားလဲရရင်အလွန်ရသာရှိတယ်နော်ဦးဇင်းတို့အရသာဆိုတာကရှာနဲ့ပတ်သက်ပြီးတော့ပဲတွဲဖက်ပြီးတော့လူတွေကနားလေကြတာကိုဗျဒါပေမဲ့ဒီရှာကလေးကလည်းပဲအရသာတွေကိုခံစားယုံနဲ့ခံစားတဲ့အလုပ်ကိုလုပ်ယုံမျှလုပ်တာမဟုတ်ဘူးဒီပြင်ဘာအလုပ်တွေလုပ်သေးတော့စကားပြောတဲ့အလုပ်ကိုလုပ်သေးတယ်ဟုတ်တယ်မဟုတ်လားနော်အင်မတန်အကျိုးရှိတဲ့အင်မတန်ကိုလောကကြီးအတွက်ချမ်းသာသွားစေမဲ့စကားတွေကိုလည်းပဲဒီရှာကလေးကိုပဲအသုံးပြုပြီးတော့လုပ်ကြရတာမြတ်စွာဘုရားလည်းဒီရှာလေးကိုပဲအသုံးပြုပြီးတော့ဒါလောကကြီးအတွက်ကောင်းကျိုးချမ်းသာဖြစ်အောင်အလုပ်လုပ်မသွားဘူးလားလုပ်သွားတာဟာယုံညံ့တဲ့စကားတန်ဖိုးမရှိတဲ့စကားမှားယွင်းတဲ့အယူဆတွေကိုသိသွားစေတဲ့စကားမျိုးတွေဒါတွေကိုပြောတော့လေဒီရှာကလေးနဲ့ပြောကြတာဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မှန်သောစကားလေးပြောလဲရတာဒီအရသာရှိတယ်ဆိုတာအဲ့ဒါလိုလေးကြည်ကြဲပြန့်ပြန့်ဆက်ဆက်ပြီးတော့နားလည်ခံစားတတ်ဖို့လိုတယ်နော်ဟုတ်ရဲ့လားဒါကဥစဉ်တို့ဝစီသစ္စာဝိရိတိသစ္စာဆိုပြီးတော့စကားနဲ့ပတ်သက်ပြီးတော့သစ္စာ2မျိုးနောက်တစ်မျိုးကြံသေးတယ်အဲ့ဒါကတော်တော်လေးနဲ့တယ်အဲ့ဒါဘာလဲဆိုတော့ပရမတ္ထသစ္စာတဲ့အကောင်းဆုံးအရသာပရမတ္ထသစ္စာဆိုတာဘာကိုပြောတာတုံးဆိုတော့နိဗ္ဗာန်ချမ်းသာကိုပြောတာတဲ့ပြောရရင်နိဗ္ဗာန်ချမ်းသာရဲ့အရသာသည်အရသာတကအရသာထဲမှာအကောင်းဆုံးရသာပဲတဲ့ဒါကဓမ္မတို့ဦးဇင်းတို့တွေတန်တရားတခွင်ကစပြီးတော့ဒီကနေ့ချိန်ထိတခါဘူးမှမမီးစမ်းဘူးသေးတဲ့အရာပါဟုတ်လားဒကာဓမ္မတို့ဦးဇင်းတို့အတွက်ရှိနေတာကဒကာဓမ္မတို့ဦးဇင်းတို့မှာအမြဲတမ်းရှိနေတာကခံစားနေတာကဘာအရာသာရှိမလို့ကာမအရာသာပဲရှိမယ်ဟုတ်တယ်မို့လားဇန်ချမ်းသာဇန်ရဲ့အရာသာကိုတောင်လူတိုင်းခံစားဖို့မလွယ်ဘူးနောက်ကာမရတ္တကာမအရာသာကိုပဲဒကာဓမ္မတို့ဦးဇင်းတို့ခံစားကြတာကို့မှာဒါပဲရှိတာလို့ပဲပြောကြစို့ဟုတ်ရဲ့လားဒါပေမဲ့ကိုကြိုးစားမယ်ဆိုရင်တော့နိဗ္ဗာန်အရာသာကိုခံစားနိုင်တဲ့အခွင့်အလမ်းတော့မရှိဘူးလားရှိတာပေါ့ဒါပေမဲ့ဒကာဓမ္မတို့ဦးဇင်းတို့နေ့တူကခံစားနေတာဟာဒီကာမရတ္တနော်မြင်လို့ဖြစ်တဲ့အရာသာကြားလို့နမ်းလို့စားလို့ထိလို့တွေးလို့ဖြစ်တဲ့အရာသာဒါကိုပဲကိုအကောင်းလုပ်ပြီးတော့ဘာလုပ်နေရတော့ခံစားနေရတယ်ဘာဖြစ်လို့ဒါကိုအကောင်းလုပ်ပြီးတော့ခံစားနေရတော့နော်လူတွေဒါကိုတော်တော်အကောင်းထင်ကြတယ်ဒါကိုလည်းပဲသူကိုပါနော်အလွန်လဲမြတ်နိုးတယ်အလွန်လဲတန်ဖိုးထားတယ်ဒါအတွက်အလူအယက်ရှာဖွေနေကြတယ်လို့ဦးဇင်းထင်တယ်နော်လောကကြီးမှာဒီကာမရတ္တကာမချမ်းသာကာမအယသာအတွက်နဲ့ပဲညှင်းခုန်နေကြတာတွေမရှိဘူးလားစူဆဲနေကြတာတွေမရှိဘူးလားရိုက်နှက်နေကြတာတွေမရှိဘူးလားတပ်ဖြတ်ညှင်းဆဲနေကြတာတွေမရှိဘူးလားရှိတယ်ဒါအတွက်ဘာလို့နေတော့လူတွေဟာလောကကြီးဟာဆူပွက်နေတာဘာကြောင့်အမျက်တနိုးဒါကိုအရေးကြီးတန်ဖိုးထားပြီးတော့လူတွေဟာအယံကာရောရကျင်နေကြတယ်လဲဆိုရင်ဓာတ်ထက်ကောင်းတဲ့အရာသာကိုသူတို့မခံစားဘူးလို့ပါလို့ရှင်းရှင်းလေးနားလည်ဖို့လိုတယ်အကယ်၍သာနိဗ္ဗာန်အရာသာကိုအဲ့ဒီပုဂ္ဂိုလ်နော်လူသားတွေခံစားဘူးမယ်ဆိုရင်ခံစားရအောင်လုပ်မယ်ဆိုရင်နိဗ္ဗာန်အရာသာကိုသာခံစားရလို့ကတော့အဲ့ဒီယုံညံ့တဲ့ကာမအရာသာကာမချမ်းသာအတွက်နဲ့ဘာမှမကောင်းတာလုပ်เสียအကြောင်းမရှိဘူးဒါဥစဉ်ကရိုးရိုးလေးစဉ်းစားကြည့်တာပါဟုတ်လားသူ့မှာအကောင်းဆုံးအရာသာကြီးကိုရနေမှတော့ယုံညံ့တဲ့အရာသာအတွက်နဲ့တော့သူဘာမှမဟုတ်တာလုပ်เสียအကြောင်းမရှိဘူးဒီနေရာမှာမာဂန္ဒီပရိကြီးကိုမြတ်စွာဘုရားပြောတဲ့စကားတစ်ခွန်းရှိတယ်ဘာပြောလဲဆိုတော့မာဂန္ဒီတဲ့ငါလည်းပဲဘုရားလောင်းဘဝတုန်းကဒီယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဆိုတဲ့အာယုန်နေနဲ့ပတ်သက်ပြီးတော့ကာမရတ္တကာမချမ်းသာကာမအယတာကိုမြင်မြင်ရှက်ရှက်ကြီးခံစားခဲ့ဘူးပါတယ်တဲ့မြတ်စွာဘုရားကနမကြီး၃ဆောင်နဲ့မိဖုရားပေါင်းများစွာနဲ့နေခဲ့တာပဲမဟုတ်လားအေးနောက်တော့ဒီကာမရဲ့ဖြစ်ပေါ်လာခြင်းပျက်စီးသွားခြင်းဒီကာမရဲ့ตาယာဝယ်ကာမရဲ့အပြစ်ကာမမှထွတ်မြောက်ရာဆိုတဲ့ဒီအချက်၅ချက်ကိုမှန်မှန်ကန်ကန်သိမြင်သွားတဲ့အတွက်ကြောင့်ဒီကာမယတ္တကာမချမ်းသာကာမအယတာရဲ့အပေါ်မှာတွေ့တာမမောမှုလုံးဝကင်းသွားတယ်တဲ့အဲ့ဒါလိုကင်းသွားတော့သူ့ရဲ့စိတ်မှာလည်းပဂတိအေးချမ်းငြိမ်းချမ်းသွားတယ်ပေါ့အဲ့ဒီလိုငြိမ်းချမ်းသွားတော့ဘာဖြစ်တုံးဆိုတော့ကာမယတ္တကာမချမ်းသာကိုခံစားနေကြတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တော်လဲပဲငါရဲ့စိတ်ထဲမှာကာမကိုတောင့်တတဲ့စိတ်ရလို့ဖြစ်ပေါ်ပြီးတော့မလာတော့ဘူးတဲ့နော်ဘာဖြစ်လို့လဲဆိုတော့တဲ့အဲ့ဒီကာမချမ်းသာတဲ့အများကြီးတာတဲ့နော်နတ်ချမ်းသာတဲ့တောင်တာတဲ့နိဗ္ဗာန်ချမ်းသာကိုငါသည်အလွယ်တကူအလိုရှိတဲ့အချိန်မှာအလိုရှိသလောက်ရနိုင်လို့ပဲတဲ့။ဒီစကားလေးမှတ်သားစရာမကောင်းဘူးလား
ကောင်းတယ်နော်ကာမချမ်းသာကိုမရခြင်းဘူးမတောင့်တဘူးဘာကြောင့်လဲတော့အဲ့ဒီချမ်းသာထက်အများကြီးသာတဲ့နိဗ္ဗာန်ချမ်းသာကိုရရှိထားလို့တဲ့အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ကာမထဲမှာပြောပြီးတော့ဒီကာမနဲ့ပတ်သက်ပြီးတော့ဒုက္ခတွေအများကြီးဖြစ်ကြရတယ်ဆိုတာနိဗ္ဗာန်ချမ်းသာရဲ့အရာသာကိုမခံစားရသေးလို့အဲ့ဒီဒုက္ခတွေထဲမှာခြားခြားလဲကြရတာဟုတ်တယ်မဟုတ်လားနော်တကယ်တမ်းဒကာဓမ္မတို့ဦးဇင်းတို့ဒုက္ခရောက်ကြတယ်ဆိုတာအဲ့ဒါပဲအဓိကအကြောင်းတရားကနော်ဒီကာမဂုဏ်အာယုံကိုအကြောင်းပြုပြီးတော့ဒုက္ခရောက်ကြရတာပြစ္ဆုတ်ပံမှာလည်းသူ့ကြောင့်ဒုက္ခရောက်တာနန္တရားမှာလည်းသူ့ကြောင့်မဟုတ်တာလို့မဟုတ်တာပြောမဟုတ်တာတွေးပြီးတော့မဟုတ်တဲ့ကံတွေကြောင့်ဒုက္ခရောက်ကြတာမရှိဘူးလားရှိတယ်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့အဲ့ဒါလို့ယုံညံ့တဲ့အရာသာတွေအဲ့ဒါတွေကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ယုံညံ့တဲ့အမှုတွေဒါတွေကနေကင်းလွတ်သွားစေဖို့အတွက်ဘာရှိဖို့လိုတော့ကာမအရာသာထက်အများကြီးသာတဲ့နိဗ္ဗာန်ရဲ့အရာသာပရမတ္ထသစ္စာကိုခံစားဘူးအောင်ခံစားရအောင်လုပ်ထားဖို့မလိုဘူးလားလိုပါတယ်ဟုတ်ရဲ့လားဒါကြောင့်အရာသာတကအရာသာထဲမှာနိဗ္ဗာန်ချမ်းသာဆိုတဲ့ပရမတ္ထသစ္စာရဲ့အရာသာဒီအကောင်းဆုံးပါတဲ့သူကြတော့တော်တော်လေးနဲ့သွားတယ်နော်ဒါသစ္စာကဘယ်နှမျိုးလဲ၃မျိုးစကားနဲ့ပတ်သက်ပြီးတော့2မျိုးဝစီသစ္စာဝိရတိသစ္စာနောက်ပြီးတော့နိဗ္ဗာန်ချမ်းသာဆိုတဲ့ပရမတ္ထသစ္စာအဲ့ဒီသစ္စာတရားဒီတာလည်းအရသာတကအရသာထဲမှာအကောင်းဆုံးဒါကြောင့်ပေသက်ပေါင်းတော်ကောင်းတို့သည်မှန်သောစကားများကိုသာပြောဆိုပြီးတော့အရသာရှိအောင်နေတတ်ပါစေနောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုခံစားနိုင်အောင်ကြိုးစားနိုင်ကြတဲ့နော်အကောင်းဆုံးအရသာကိုစားသုံးနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်လဲကြိုးစားနိုင်ဖို့မလိုဘူးလားလိုပါတယ်ဒါတတိယမေခွန်းရဲ့အဖြေဟုတ်ရဲ့လားအရာသာတကအရာသာထဲမှာနိဗ္ဗာန်ချမ်းသာပရမတ္ထသစ္စာရဲ့အရာသာနဲ့ဝစီသစ္စာဝိရတိသစ္စာဆိုတဲ့စကားနဲ့ပတ်သက်တဲ့သစ္စာတို့ရဲ့အရာသာဒီအကောင်းဆုံးပါတဲ့ဟုတ်ပြီလားအေးဦးဇင်းတို့နောက်ဆုံး၄ခုမြောက်မေခွန်းရဲ့အဖြေကိုသွားကြစို့နော်အေးဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားကဋ္ဌာစီဝင်အဘယ်ကဲ့သို့သောသက်ရှင်ခြင်းမျိုးကိုဇီဝိတံအသက်ရှင်ခြင်းတကားတို့တွင်တစ်ထံမြတ်စွန်းသောအသက်ရှင်ခြင်းဟူ၍အာဟုဆိုကြကုန်သနည်းမြတ်စွာဘုရားတဲ့အသက်ရှင်တန်နေထိုင်ကြပုံအမျိုးမျိုးရှိတဲ့အနက်ကဘယ်လိုအသက်ရှင်တန်နေထိုင်ခြင်းဟာအမြတ်ဆုံးလဲတဲ့သောတော်ကနည်းနည်းပြောခဲ့ပြီနော်ဒီမေခွန်းရဲ့အဓိပ္ပာယ်လေးဟုတ်လားအဲ့ဒီတော့မြတ်စွာဘုရားကဘယ်လိုဖြေလဲဆိုတော့ပညာဇီဝိဇီဝိတမာဟုတစ်ထံဒေဝံဗုဒ္ဓံတိလိုရည်နဲ့မေးလျှောက်လာတဲ့ဩနတဇီဝိတံအသက်ရှင်ခြင်းတကားတို့တွင်ပညာဇီဝိအတိညာပညာဖြင့်အသက်ရှင်တန်ခြင်းသည်ဇီဝိတံအသက်ရှင်ခြင်းတကားတို့တွင်တစ်ထံအမြတ်ဆုံးသောအသက်ရှင်ခြင်းဟူ၍အာဟုဖျားအစရှိသောအရိယာသူတော်ကောင်းတို့သည်မိန့်ကြားတော်မူကြကုန်မည်ဟောအသက်ရှင်တန်ခြင်းအမျိုးမျိုးထဲမှာအတိညာကလေးနဲ့အသက်ရှင်တန်ရတာဟာအမြတ်ဆုံးပါတဲ့အတိဉာဏ်ကလေးနဲ့နေလဲရတာဟာအမျက်ဆုံးပါတဲ့ဟုတ်ရဲ့လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့အသက်ရှင်တန်ပုံရှင်တန်ကြနီးအမျိုးမျိုးရှိတဲ့အနက်ကအတိဉာဏ်လေးနဲ့အသက်ရှင်တန်လဲရတာဟာအမျက်ဆုံးပါတဲ့ဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့ဒီနေရာမှာအတိဉာဏ်နဲ့အသက်ရှင်ရတာအမျက်ဆုံးဆိုတော့အတိဉာဏ်ကဘာလဲဘာကိုသိရမှာလဲဘယ်လိုဉာဏ်ကိုပြောတာလဲနားလည်ဖို့မလိုဘူးလားဗျာအဲ့တော့ဦးဇင်းတို့ဒီနေရာမှာအတိညာဏ်ဆိုတာနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကလေး၃မျိုးလောက်ပြောခြင်းတယ်နော်တစ်အချက်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ဆိုရတဲ့ကံကံရဲ့အကျိုးကိုသိမြင်လာတဲ့အတိသိမြင်လာတဲ့ဉာဏ်ဒါရှိရမယ်ဒါအလွန်အရေးကြီးတယ်နော်ဒီအတိဉာဏ်လေးနဲ့နေလိုက်ရင်ဘဝမှာတော်တော်မြင့်မြတ်တယ်လို့ဆိုရတယ်ဒီအတိညာဏ်နဲ့နေရတာမြင့်မြတ်တယ်ဆိုတာထင်ရှားစေဖို့အတွက်ဒီအတိညာဏ်မရှိဘဲနဲ့နေရတာဘလောက်ဆုံးရှုံးတယ်လဲဆင်းရဲတယ်လဲနစ်နာတယ်လဲဆိုတာကိုနှိုင်းယှဉ်ပြီးတော့စဉ်းစားမှပို့ပြီးတော့ပေါ်လွင်မယ်ဗျဆိုကြပါစို့တချို့ကံကံရဲ့အကျိုးကိုမယုံကြည်ဘဲနဲ့အသက်ရှင်နေကြတာမရှိဘူးလားရှိတယ်နော်ကောင်းတာလုပ်လဲမကောင်းတာဖြစ်မှာပါပဲကွာမကောင်းတာလုပ်လဲကောင်းတာဖြစ်တာပါပဲကွာအစရှိသဖြင့်ကပောက်တိကပောက်ချာကံကံရဲ့အကျိုးကိုယုံကြည်နားလည်ခြင်းမရှိဘဲနဲ့နေကြတာမရှိဘူးလားရှိတယ်အဲ့ဒီလိုပုံကူမျိုးမဟုတ်တာမလုပ်ရဲတာရဲ့လို့ဘာမှရှိမှာမဟုတ်လောကရဲ့ဥပဒေကပြည့်ညတ်ထားလို့ကြောက်လို့သာသူရှောင်ရတဲ့အပိုင်းရှိမယ်လုပ်လို့ရတာသူအကုန်လုပ်မှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ကံရဲ့အကျိုးကိုသိမြင်တဲ့အတိနဲ့နေရတာမြတ်တယ်ဆိုတာဟာ
ကံရဲ့အကျိုးကိုမသိဘဲနဲ့နေရတာဘလောက်ယုံညံ့တယ်လဲဆိုတာကိုနှိုင်းရှင်စဉ်းစားမှပို့ပြီးတော့မပေါ်လွင်ဘူးလားပေါ်လွင်နေဒါတစ်အချက်ပြောခြင်းနဲ့ဉာဏ်ပေါ့နောက်ဦးဇင်းတို့ဦးစားပေးပြီးတော့ပြောခြင်းတာကနံပါတ်2ဝိပဿနာဉာဏ်တဲ့အဲ့ဒါကိုဦးစားပေးပြောခြင်းတယ်ဒီဝိပဿနာအသိဉာဏ်လေးနဲ့နေလဲရခြင်းဒီအမျက်ဆုံးပေါ့ဆိုလိုတာကအဲ့တော့ဝိပဿနာဉာဏ်ဆိုတာဘာလဲဒီခန္ဓာမှာအကြောင်းအားလျော်စွာဖြစ်ပေါ်လာတဲ့သဘာဝတရားမျိုးစုံရှိတယ်အချင်းချုပ်ပြောရရင်တော့ရုပ်တဘာဝနာမ်တဘာဝဆိုပြီးတော့တဘာဝတရား2မျိုးပေါ့နော်နည်းနည်းလေးချက်ပြောရရင်တော့မြင်နေတာတွေကြားနေတာတွေနမ်းနေတာတွေစားနေတာတွေထိနေတာတွေတွေးနေတာတွေဆိုပြီးတော့6မျိုးလောက်ရှိမယ်ပေါ့တတ်တဲ့ပို့ပြီးတော့အကျယ်ချက်မယ်ဆိုရင်တော့အသေးစိတ်မရေမတွက်နိုင်အောင်ရှိလိမ့်မယ်ခန္ဓာမှာအကြောင်းအားလျော်စွာဖြစ်เสียအကြောင်းရှိသည့်အားလျော်စွာဖြစ်နေတဲ့သဘာဝတရားတွေအဲ့ဒါလို့မရှိဘူးလားရှိတယ်အဲ့ဒီဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာဖြစ်ပေါ်ပြီးတဲ့နောက်ချုပ်ပြောက်သွားကြတယ်ဆိုတဲ့အချက်ကိုသိတယ်ဆိုရင်မြင်တယ်ဆိုရင်အဲ့ဒါဝိပဿနာဉာဏ်ပဲဟုတ်ရဲ့လားအဲ့ဒီဝိပဿနာဉာဏ်နဲ့နေရခြင်းဒီဘဝမှာအင်မတန်ကြီးကျယ်တယ်မြင့်မြတ်တယ်အဲ့ဒါလေးနဲ့အသက်ရှင်ရတာအလွန်ကောင်းတယ်နော်ဒါနံပါတ်2အတိဉာဏ်ပေါ့နောက်ဦးဇင်းတို့နံပါတ်3အတိဉာဏ်ကဘာပြောခြင်းတော့ဆိုတော့အရိယမဉာဏ်ကိုပြောခြင်းနော်သစ္စာလေးပါးကိုထိုးထွင်းသိပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိစွမ်းအားထက်မြက်ကြီးကျယ်တဲ့ဉာဏ်ပေါ့အကြီးကျယ်ဆုံးဉာဏ်လို့လည်းပြောလို့ရတယ်နော်ဦးဇင်းတို့အကောင်းဆုံးမို့လို့ကုသိုလ်ကောင်းမှုတွေပြုတိုင်းသူ့ကိုဆုတောင်းရတာမရှိဘူးလားရှိတာပေါ့မဉဏ်ဘုံဉဏ်ဖြင့်ပြည့်စုံမရစေဟုတ်လားဘာကြောင့်သူသည်အမြင့်မြတ်ဆုံးဖြစ်ရလဲဆိုတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရင်းနဲ့ကိလေသာတရားတွေကိုအမြင့်ပြတ်သူ့အဆင့်နဲ့သူပယ်ပြီးတော့ထိုကိလေသာတရားတို့ကြောင့်ဖြစ်ပေါ်လာမဲ့ဒုက္ခတရားတွေကိုပါဏိကုံးချုပ်ပေးနိုင်တဲ့အစွမ်းရှိလို့ပဲဟုတ်တယ်မဟုတ်လားဒီမဉဏ်ကိုမရဘဲနဲ့ဒုက္ခဆိုတာဘယ်တော့မှမချုပ်ဘူးနော်ချမ်းသာစေချမ်းသာမှန်နိဗ္ဗာန်ကိုမမြင်မဲနဲ့လည်းပဲကိလေသာကမချုပ်ဘူးကိလေသာမချုပ်ဘဲနဲ့လည်းဒုက္ခမချုပ်ဘူးအဲ့ဒါလို့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းကိလေသာကိုပယ်ရှားခြင်းကိလေသာပယ်ရှားလိုက်တဲ့ကြောင့်ကိလေသာတို့ကြောင့်ဖြစ်ပေါ်မဲ့ဒုက္ခတွေကိုချုပ်ဆုံးသွားစေခြင်းအစရှိတဲ့အကျိုးရလဒ်တွေကိုဖြစ်ထွန်းစေတဲ့မဉဏ်တန်ဖိုးအကြီးဆုံးပေါ့ဗျာဟုတ်ရဲ့လားအေးအဲ့ဒီမဉဏ်ရပြီးတော့နေရရင်တော့ဘဝမှာအကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးပဲနော်အရိယာသူတော်ကောင်းတစ်ယောက်ဖြစ်ပြီးတော့ရှင်ရတယ်အသက်ရှင်ရတယ်ဆိုရင်ဒါဘာနဲ့မှလဲဖို့မလဲနိုင်လောက်အောင်ကြီးကျယ်မြင့်မြတ်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်မြတ်ကပထဗျာဧကရစ္စေနတက္ကတဂမနေနဝါတပ္ပလောကဓိပစ္စေနသောတပတ္တိဖလံဝရံလို့နော်အနာတပိန်တထေးကြီးရဲ့သားကာလကိုအကြောင်းပြုပြီးတော့ဒီကထာလေးဟောထားတာရှိတယ်အဓိပ္ပာယ်ကဘာပြောတော့ပထဗျာဧကရစ္စေနဟောဒီကဘာမြေကြီးတစ်ခုလုံးကိုအစိုးရတဲ့ဧကရမင်းကြီးဖြစ်ရတာထက်၎င်းတဲ့နော်တက္ကတဂမနေနဝါနော်အင်မတန်မြင့်မြတ်တဲ့ဟုတ်လားတက္ကလောကလို့ဆိုတဲ့နတ်ပြည်လောကကိုရောက်ရတာထက်၎င်းတဲ့နော်တပ္ပလောကဓိပစ္စေနလူလောကနတ်လောကလောကကြီးအကုန်လုံးကိုနော်တပ္ပလောကဓိပစ္စေနလောကကြီးတစ်ခုလုံးကိုအစိုးရခြင်းထက်၎င်းတဲ့သောတပတ္တိဖလံဝရံအရိယမဉဏ်သောတာပန်အဖြစ်ကိုရခြင်းသည်ပို့ပြီးတော့မြင့်မြတ်တယ်လို့မြတ်စွာဘုရားဟောတာဟုတ်ရဲ့လားဘာဖြစ်လို့တော့ကျန်တဲ့ဟာတွေဘာတွေပဲရရဒုက္ခမကုန်ဟုတ်လားဒုက္ခမကုန်ဘူးပြီးရင်ဒုက္ခကပြန်ဖြစ်မှာဟုတ်ရဲ့လားလောလောတဲ့အစဉ်ပြေနေလဲပြီးရင်ပြန်ဖြစ်မှာနော်အရိယမဉဏ်ဘုံဉဏ်ကိုရမှသာနဲ့ဒုက္ခကတကယ်ချုပ်တာဒါကြောင့်အရိယမဉဏ်ရဲ့တန်ဖိုးဟာဘလောက်ပါလို့ဆုံးဖြတ်လို့မရအောင်ဒါကြောင့်အရိယမဉဏ်ရပြီးတော့အသက်ရှင်ရတယ်ဆိုရင်တော့ဒါလူဖြစ်ကျိုးအနတ်ဆုံးလို့ပြောရမှာဟုတ်လားအဲ့တော့ဒါကနံပါတ်3ဦးဇင်းတို့ပြောတဲ့ဉာဏ်ပေါ့ဉာဏ်ဘယ်နှမျိုးလဲ3မျိုးကံရဲ့အကျိုးကိုသိမြင်တဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိဉာဏ်ဟုတ်ရဲ့လားနော်တဘာဝတရားတို့ရဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားတယ်ဆိုတော့ဖြစ်ချင်းပြည့်ချင်းကိုသိမြင်တဲ့ဝိပဿနာဉာဏ်ဟုတ်လားပြီးတော့သစ္စာလေးပါးကိုထွန်းထွန်းသိမြင်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့ကိလေသာတွေကိုသူ့အရှင်းနဲ့သူပယ်တတ်နိုင်တဲ့အရိယမဉဏ်ဟုတ်လားအဲ့ဒီအတိအဲ့ဒီဉာဏ်နေနဲ့နေနိုင်တဲ့ပုဂ္ဂိုလ်အသက်ရှင်ရတဲ့ပုဂ္ဂိုလ်အမျက်ဆုံးသောအသက်ရှင်ခြင်းပဲတဲ့ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒီနေရာမှာဒီ3ဉာဏ်ထဲမှာလည်းပဲဝိပဿနာဉာဏ်ကိုဦးဇင်းတို့ကဦးစားပေးပြီးတော့ပြောခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဝိပဿနာဉာဏ်နဲ့နေရတာအလွန်မြင့်မြတ်တယ်ဘယ်နဲ့ကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီမမြဲဘူးဆိုတာလေးကိုတိနေရခြင်းသည်
သိနေတဲ့အခိုက်အတန့်မှာလည်းပဲနှလုံးစိတ်ဝမ်းအလုံးအေးချမ်းရတယ်အချိန်မဆောင်ရဘူးနော်အခုတိနေရင်အခုပဲချမ်းသာနေတယ်ဘာဖြစ်လို့လဲဆိုတော့မမြဲဘူးဆိုတာလေးကိုတိနေတဲ့အချိန်မှာတရားဓမ္မတို့ဦးဇင်းတို့ကိုဆင်းရဲအောင်နှိပ်စက်နိုင်တဲ့လောဘဒေါသမောဟကိလေသာတရားတွေအဲ့ဒီချိန်မှာကင်းကွာနေတယ်နှိပ်စက်မဲ့အရာမရှိလို့ချမ်းသာခွင့်ရတယ်ပေါ့ဗျာရှင်းပြောရရင်ဟုတ်လားအဲ့ဒါလိုပဲမမြဲဘူးဆိုတာကိုတိနေတဲ့အခိုက်အတန့်မှာတရားဓမ္မတို့ဦးဇင်းတို့ကိုပင်ပန်းစေတဲ့ကိလေသာတရားတွေကင်းကွာနေတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာသက်သာခွင့်ရတယ်ဟုတ်လားတရားဓမ္မတို့ဦးဇင်းတို့ကိုပူလောင်အောင်ရှုမြိုက်နေတဲ့ကိလေသာတရားတွေကင်းကွာတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာအေးချမ်းမှုရှိတယ်ဒါလေးကိုနားလည်ဖို့လိုတယ်နော်မမြဲတာကိုမမြဲဘူးလို့တိနေတယ်တတိကအလွန်အရေးကြီးတယ်နော်ပြစ္ဆုတ်ပန်တဲ့တိနေမယ်ဆိုရင်မမြဲတာကိုသဘောမပေါက်နိုင်ဘူးလားပေါက်နိုင်တယ်အဲ့ဒါလိုမမြဲတာကိုတိနေတိုင်းမှာလောဘဒေါသမောဟအဲ့ဒီအချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိနိုင်မလားမရှိနိုင်ဘူးလောဘဒေါသမရှိတဲ့အတွက်ကြောင့်နှိမ့်ဆက်မဲ့လူမရှိလို့ချမ်းသာတတ်တာတယ်ပေါ့နော်ဟုတ်လားနော်ပူလောင်အောင်ရှုမြတ်မဲ့လူမရှိလို့အေးချမ်းတယ်ပေါ့အဲ့ဒါလိုလေးချက်ထွင်ပြီးတော့နားလည်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဝိပဿနာဉာဏ်နဲ့နေရခြင်းတည်နေစေအခိုက်အတန့်မှာလေတတ်တာရရတယ်ဒါကြောင့်မြင့်မြတ်တယ်နောက်တစ်ချက်ကဒီဝိပဿနာဉာဏ်ဖြင့်နေခြင်းတည်နော်နောက်အနာဂတ်မှာအလွန်ကြီးကျယ်တဲ့အရိယာမဉ္ဇဉ်ကိုတေချာပေါက်ရစီမှာဖြစ်တဲ့အတွက်ကြောင့်အလွန်ကောင်းမွန်သောအနာဂတ်ရှိတယ်လို့ပြောရမယ်ဟုတ်လားဒီဝိပဿနာဉာဏ်နဲ့နေရခြင်းဒီအသိဉာဏ်တွေဟာပို့ကြီးလာဖို့ပဲရှိတယ်မဟုတ်လားဟုတ်လားတေချာပေါက်အရိယာမဉ္ဇဉ်ကိုမရပြီဘူးလားရလိမ့်မယ်ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားတာနော်ဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာသူရိယသုတ်တံဆိုတာရှိတယ်ဗျနော်သူရိယသုတ်တံတဲ့ယဟန်တွေကိုဟောထားတာနေထွက်တော့မယ်ဆိုရင်နေမထွက်ခင်မှာအရုံရောင်ဆိုတာအရင်တက်လာတယ်တဲ့နော်အရှိလောကရကနေပြီးတော့နေမထွက်ခင်မှာပဇွန်စီရောင်လေးတက်လာတာမရှိဘူးလားနေတော့မထွက်သေးဘူးပေါ့သို့တော့နေမထွက်သေးပေမဲ့လို့အရုံရောင်လေးလာတော့အဲ့ဒီအရောင်လေးကြောင့်တက်ကွဲတော့မြင်ရပြီနော်အဲ့ဒီအရောင်လေးကြောင့်မြင်ရတယ်နော်အေးအဲ့ဒီအရောင်လေးတွေထွက်ပြီးမကြခင်မှာဘာဖြစ်လာတော့နေထွက်လာတယ်အဲ့ဒါလိုပဲတဲ့မြတ်စွာဘုရားကအရုံရောင်ဒီနေမင်းရဲ့ရှေ့တော်ပြေနမိတ်ဖြစ်တယ်တဲ့အဲ့ဒီလိုပဲတမာဒိဋ္ဌိဆိုတဲ့ဝိပဿနာဉာဏ်ဒီအရိယာမဉ္ဇဉ်ဒီဟူသောနေမင်းကြီးရဲ့ရှေ့တော်ပြေနမိတ်ပါတဲ့အရုံတက်ရင်တေချာပေါက်နေထွက်မှာပဲဝိပဿနာဉာဏ်ရရင်တေချာပေါက်အရိယာမဉ္ဇဉ်ကိုရလိမ့်မယ်ကိုယ့်ရဲ့ကျင့်ကြံကြိုးကုပ်အထုတ်တဲ့ဝရိယအကြီးအသေးပေါ်မူတည်ပြီးတော့နှေးတာမြန်တာတော့ကွာမှာပေါ့နော်အေးဒါကြောင့်ပေသက်ပေါင်းသူတော်ဟောင်းတို့ဝိပဿနာဉာဏ်နဲ့နေရခြင်းသည်အဲ့ဒါလို့အင်မတန်ကောင်းမွန်တေချာတဲ့အနာဂတ်ရှိတဲ့အတွက်ကြောင့်အလွန်မြင့်မြတ်တယ်နော်အရိယာမဉ္ဇဉ်ကြီးဘယ်လောက်စွမ်းပါတယ်ပဲဆိုဝိပဿနာဉာဏ်နဲ့ကင်းပြီးတော့ဖြစ်သလားမဖြစ်ဘူးနော်ဝိပဿနာဉာဏ်ရင့်ကျက်မှသာလေအရိယာမဉ္ဇဉ်ဆိုတာရတာအရိယာမဉ္ဇဉ်ဆိုတာဘာမှမလုပ်ဖဲနဲ့သူ့ဘွားကနေဖြစ်လာတဲ့အမျိုးမဟုတ်ဘူးအဲ့တော့ဝိပဿနာဉာဏ်ကပို့ပြီးတော့အရေးကြီးတဲ့အနေအထားမှာရှိနေတယ်လို့တောင်ပြောလို့မရဘူးလားရတယ်ဟုတ်ရဲ့လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့နော်မသေးခင်လေးနေကြရမှာတနည်းအားဖြင့်မသေးမချင်းတော့နေရအောင်မှာနေခြင်းသည်ဖြစ်စေမနေခြင်းသည်ဖြစ်စေနေရမှာနော်တချို့ကမနေခြင်းပဲနဲ့နေနေတာလည်းရှိနေသေးလို့ဒီစကားလေးကထည့်ပြောရတာဟုတ်လားမနေခြင်းသည်ဖြစ်စေနေခြင်းသည်ဖြစ်စေမသေးမချင်းတော့နေရအောင်မှာဟုတ်ရဲ့လားနေရအောင်မှာနော်ကိုယ်သဘောကျသည်ဖြစ်စေသဘောမကျသည်ဖြစ်စေကိုယ့်ရဲ့ဘဝကိုလေဘာလို့မသေးမချင်းတော့နေရအောင်မှာအဲ့ဒါလို့နေတဲ့အခါမှာဒီအတိညာဏ်လေးနဲ့နေရတာကတော့အကောင်းဆုံးပဲဝိပဿနာဉာဏ်လေးနဲ့နေရတာအကောင်းဆုံးပဲနေစေအခိုက်အတန့်မှာအေးချမ်းလို့ဟုတ်လားပြီးရင်အင်မတန်ကောင်းမွန်သိကြတဲ့အနာဂတ်ရှိနေလို့နော်နှစ်ချက်ပြောတယ်နော်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ရှင်သန်နေထိုင်ခြင်းအမျိုးမျိုးရှိနေတဲ့လောကကြီးမှာအတိညာဏ်နဲ့ရှင်သန်နေထိုင်ရတာမမြတ်ဘူးလားမြတ်တယ်ဒီနေ့မှာဦးဇင်းတို့ပြောချင်သေးတယ်ဗျာအတိညာဏ်နဲ့ရှင်သန်နေထိုင်ရတာမြတ်တယ်ဆိုတာလေးကိုပေါ်လွင်အောင်အတိညာဏ်မရှိဘဲနဲ့နေရတာဟာအင်မတန်ဆိုးဝါးတယ်ဆင်းရဲတယ်ဆုံးရှုံးတယ်ဆိုတာကိုလည်းတပြိုင်နက်တည်းနားလည်မှဒီစကားလေးကပို့ပြီးတော့အရသာပေါ်မှာသိလားဆိုရမှာဆိုလောကကြီးမှာလူတယောက်အတိမရှိဘဲနဲ့မိုက်မဲပြီးတော့နေနေတယ်ဆိုရင်အဲ့ဒီလူကကိုယ့်ရဲ့ကာယကံရှင်ကိုယ်တိုင်လည်းအလွန်ဆင်းရဲတယ်သူနီးစပ်ရမိသားစုပတ်ဝန်းကျင်ကိုလည်းအလွန်ဆင်းရဲစေလိမ့်မယ်အဲ့ဒါတွေကိုနှိုင်းရှင်ကြည့်ခြင်းအဖြစ်အတိညာနဲ့နေရတာတည်တာလေလောကမှာအမျက်ဆုံးဆိုတာအလွန်ထင်ရှားတယ်နော်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့ရှင်သန်နေထိုင်ကြပုံတွေကတော့အမျိုးမျိုးပဲနော်တယောက်နဲ့တယောက်မတူကြဘူးနော်ဟုတ်လား
တူတာလေးပြောရရင်တော့ကိုမျက်နှိုးတာလေးကိုရှာပြီးတော့နေကြတာပဲလို့ပြောရင်တော့တူပါတယ်ဟုတ်လားလူတိုင်းကိုတန်ဖိုးထားတာလေးကိုကောင်းတယ်ထင်တာလေးရှားနေကြတာတော့မတူဘူးလားတွေ့တဲ့ခါလဲတွေ့တယ်မတွေ့တဲ့ခါလဲမတွေ့ဘူးပေါ့ဟုတ်ရဲ့လားရှားတော့ရှားနေကြတာပဲမဟုတ်လားဗျာအဲ့တော့ရှင်သန်နေထိုင်ကြပုံတွေတယောက်နဲ့တယောက်မတူဘူးဆိုတာတော့သိမဆန်းပါဘူးနော်သိပြီးတော့ဒါထူးဆန်းတယ်လို့ပြောလို့မရဘူးကိုယ်အကြိုက်ကိုယ်စရိုက်နဲ့ဆိုတော့နော်ဘယ်တူနိုင်မလဲနည်းနည်းစိတ်ထဲမှာပြောချင်တာကတယောက်နဲ့တယောက်ရှင်သန်ပုံချင်းမတူဘူးဆိုတာတဲ့ကိုတယောက်တည်းကိုပဲရှင်သန်ပုံချင်းမတူဘူးဆိုတဲ့အချက်ကလေးကိုဦးဇင်းကစဉ်းစားစေချင်တယ်နော်တရားဓမ္မတို့ဦးဇင်းတို့တယောက်နဲ့တယောက်မတူဘူးဆိုတာတဲ့တယောက်တည်းကိုမတူဘူးဖြစ်နေတယ်။ကဲမနေ့တစ်ခါတလေမနေ့ခင်းမှာကြီးကြီးလင်းလင်းလေးရှင်းနေတယ်ကောင်းကောင်းမွန်မွန်လေးနေ့လည်ခင်းကြတော့တခါတည်းသဘုတ်ဥပေါက်ပြီးတော့ပူပူလောင်လောင်ပူပူစားတာတွေနဲ့နေနေတာမရှိဘူးလားကိုတယောက်တည်းကိုပဲအမျိုးမျိုးဖြစ်နေတာမရှိဘူးလားတခါတလေကိုယ့်ရဲ့နေခြင်းကိုယ့်ကိုကျင့်တဲ့တခါတလေကိုယ့်ကိုနေခြင်းကိုယ့်ကိုမကျင့်တဲ့နော်တဲ့ပြောရရင်တော့တခါတလေလောဘနဲ့နေတဲ့လောဘခိုင်းတာလုပ်တယ်တခါတလေဒေါသနဲ့နေပြီးတော့ဒေါသခိုင်းတာကိုလုပ်တယ်တခါတလေမာနနဲ့နေပြီးမာနခိုင်းတာကိုလုပ်တယ်အဲ့လိုလောဘဒေါသမောဟတွေတလဲစီမင်းမှုပြီးတော့နေနေတာရှင်းနေတာကိုမရှိဘူးလားရှိတယ်ဟာတခါတလေကြတော့လဲစိတ်ကောင်းကလေးတွေထွန်းပြီးတော့မေတ္တာလေးနဲ့နေတာလဲရှိသေးတာပဲတခါတလေကြတော့လဲခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားလေးတွေကိုတတိကလေးကပ်ပြီးတော့မြင်းနေအောင်မယ်လေဆိုပြီးတော့နေတာကောမရှိဘူးလားရှိတယ်ဟောအဲ့လိုအခါမျိုးပါဆိုရင်တော့အလွန်မကောင်းဘူးလားကောင်းနေဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တယောက်နဲ့တယောက်မတူဘူးဆိုတာထဲကိုတယောက်တည်းကိုပဲမတူဘူးဖြစ်နေပါလားဆိုတာလေးကိုနားလည်ပြီးတော့ကိုယ့်ရဲ့နေခြင်းကိုသာလျှင်တဖြည်းဖြည်းနဲ့ပုတ်ပြီးတော့ကောင်းလာအောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်နော်လိုတယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ပုထုဇဉ်ဘဝကတော့ယုံညံ့သောနေခြင်းဖြစ်မဲ့အနေများတာပေါ့ဒါကတော့ဝင်မခံလို့မရဘူးเนาะဒါဦးဇင်းတို့လည်းဒီတိုင်းမှာပဲဟုတ်ရဲ့လားအဲ့ဒါကိုအမှန်တိုင်းနားလည်ပြီးတော့ဟုတ်ရဲ့လားယောဘာလောမညတိဘာလယံပန္တိတောဝံပိတေနသောဟုတ်လားကိုမိုက်တာကိုမိုက်တယ်လို့သိရင်ပညာရှိမြည်သေးတယ်တဲ့ဟုတ်လားကိုမိုက်တာကိုမိုက်တယ်လို့မှမသိဘူးဆိုရင်တော့အဲ့ဒါကမှတကယ်လူမိုက်တဲ့ကျုပ်တို့တော့ဒါလေးနဲ့ပဲအာတင်းနေရတယ်ဟုတ်လားနော်တခါကြီးဒီကမကြီးများတော့မသိဘူးဟဲ့နော်ကိုမိုက်တာကိုမဟုတ်တာကိုမဟုတ်ဘူးလို့သိရင်ဗါတဲ့တော့တော်သေးတယ်တဲ့အဲ့ဒီတော်သေးတယ်ဆိုတာကကိုမတက်ဘူးဖြစ်နေတယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ကိုယ့်ရဲ့နေခြင်းကိုကိုပြန်ပြီးတော့စီစစ်ပြီးတော့နော်ကိုယ့်ရဲ့နေခြင်းတွေတဖြည်းဖြည်းနဲ့အဆင့်မြင့်လာအောင်ကြိုးစားဖို့မလိုဘူးလားလောဘနဲ့အနေများတာလေးတွေကိုလျှော့မယ်ဒေါသနဲ့အနေများတာလေးကိုလျှော့မယ်ပညာတရားလေးနဲ့နေရတာကတော့အကောင်းဆုံးတဲ့ဟုတ်လားဒီလိုမြတ်စွာဘုရားရဲ့ဒေသနာတော်လေးတွေကိုကောင်းတဲ့ထည့်စဉ်းစားပြီးတော့ဘဝမှာအမြင့်မြတ်ဆုံးရှင်သန်နေထိုင်ခြင်းမျိုးဖြစ်အောင်တစတဲ့တစကြိုးစားဖို့မလိုဘူးလားလိုပါတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီအတိညာနဲ့ရှင်သန်ခြင်းဒီအမြတ်ဆုံးဆိုတာကိုဦးဇင်းတို့ပြောနေမယ်ဆိုရင်တော့ပြီးမှာမဟုတ်ဘူးနော်အတိညာနဲ့နေရတဲ့အကျိုးကျေးဇူးတွေကိုသက်သေတွေတာရကတွေထုတ်ပြီးတော့ပြောမယ်ဆိုရင်ကုန်နိုင်ပေါ်ရရှိပါမလားမရှိဘူးဆန့်ကျင်ဘက်အတိညာမဲ့ဆိုတာနေခြင်းရဲ့အပြစ်တွေကိုပြောမယ်ဆိုရင်လည်းကုန်နိုင်ပေါ်ရရှိပါမလားမရှိဘူးဒါတွေကိုပိဋကပေါင်းသူတော်ကောင်းတို့ချက်ထွင်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်နော်တရားတစ်ပုဒ်နာတယ်ဆိုတာကိုယ်ပိုင်ဉာဏ်ကလေးတွေလည်းစိုက်ရတယ်ဗျဟုတ်ရဲ့လားနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘုန်းကြီးပြောတာကြီးပဲဒီတိုင်းလေးရိုးရိုးလေးနားထောင်ပြီးတော့ခေါင်းလေးညှိနေုံမျှနဲ့မပြည့်စုံသေးဘူးလို့ဦးဇင်းထင်တယ်ကိုယ်မှဉာဏ်ရှိတယ်ဉာဏ်ရှိတာပေါ့တခါကြီးဒီမကြီးများမှာဟုတ်လားအဲ့ဒါကိုကိုယ့်ကိုချက်ထွင်ပြီးတော့စဉ်းစားဖို့တွေးဖို့မလိုဘူးလားလိုတယ်ကိုယ်မှအကြာဘူးနာဝတွေလည်းတခါကြီးဒီမကြီးများမှာအများကြီးရှိတယ်နော်ဒီဟာကိုကြားလိုက်တယ်ဆိုရင်ဒီပြင်ကြားဘူးတာနဲ့ဆက်ဆက်ပြီးတော့တွေးကြည့်ရမယ်ဒါမှတချို့တရားတွေရဲ့အရာတွေကပို့ပြီးတော့ပေါ်လာတာဟုတ်ရဲ့လားဒါကြောင့်အတိညာဏ်ဖြင့်အသက်ရှင်သန်ခြင်းအတိညာဏ်ဖြင့်နေခြင်းအတိညာဏ်ဖြင့်အချိန်ကုန်ခြင်းအတိညာဏ်ဖြင့်အသက်ကြီးခြင်းနော်အတူတူပဲနော်စကားတွေဟုတ်လားအဲ့ဒါလို့ရှင်သန်နေထိုင်ခြင်းအချိန်ကုန်ခြင်းတည်တာလေးရဲ့တကယ်တန်ဖိုးအကြီးဆုံးအမြင့်မြတ်ဆုံးရှင်သန်နေထိုင်ခြင်းမှာတဲ့ဟုတ်လားနော်မြင့်မြတ်တာတွေကတော့အမျိုးမျိုးပဲနော်မေတ္တာနဲ့နေမယ်ဒါနနဲ့နေမယ်သီလနဲ့နေမယ်တမာရီနဲ့နေမယ်မြင့်မြတ်တာတွေအမျိုးမျိုးမရှိဘူးလားရှိတယ်နောက်ပညာနဲ့နေမယ်အဲ့ဒီမြင့်မြတ်တာတွေတဲမှအတိညာနဲ့နေရတာကတော့အမြင့်မြတ်ဆုံးပါလို့အဲ့ဒါလို့ဆက်ပြီးတော့နားလည်ဖို့မလိုဘူးလားလိုတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့စတုထမေခွန်းရဲ့အဖြေဟုတ်ရဲ့လားဦးဇင်းတရားဟောတာပြောကောင်းကောင်းနဲ့ပြောလိုက်တာတ
တနာရီနဲ့မိနစ်20တောင်ရှိတော့မယ်နော်အဲ့တော့ဘေးတပေါင်းတော်ကောင်းတို့တရားပြန်ပြီးတော့အနှစ်ချုပ်ကြည့်ရအောင်ဟုတ်လားအေးကြီးပွားခြင်းအစစ်ချမ်းသာခြင်းအစစ်ဖြင့်ကြီးပွားချမ်းသာဖို့အတွက်အကောင်းဆုံးအမြတ်ဆုံးသောအရင်အနည်းလိုပါတယ်အဲ့ဒီအရင်အနည်းဆိုတာတရားတရားပါဟုတ်ရလားနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားချမ်းသာဖို့အတွက်တကယ့်လိုအပ်တဲ့အမြတ်ဆုံးသောဥစ္စာပစ္စည်းအရင်နည်းဆိုတာတရားတရားပါနံပါတ်1မိကုံးရဲ့အဖြေဟုတ်လားကောင်းကောင်းလေ့ကျင့်ကြိုးစားအထောက်မဲ့ဆိုရင်ဒါနသီလသမာဓိပညာဆိုတဲ့သူတော်ကောင်းတရားသည်ချမ်းသာဒုက္ခကိုပေးမဲ့အရာပါတုတ္တဝံကိုတ္တဝံတွေကိုပြန်ပြီးတော့အမှတ်ရပါစေနော်ချမ်းသာဒုက္ခကိုပေးရမယ့်တာဝန်ကဘုရားရဲ့တာဝန်လေသူတော်ကောင်းတရားရဲ့တာဝန်တဲ့ပြောရင်ဒါနသီလသမာဓိပညာတို့ရဲ့တာဝန်ကိုတာဝန်ကအဲ့ဒီသူတော်ကောင်းတရားတွေကိုတန်တန်မှာတည်အောင်လုပ်ဖို့ကကိုတာဝန်ဟုတ်လားအေးဒါဒုတိယမေခွန်းရဲ့အဖြေနော်အရာသာမျိုးတွေစုံနေတဲ့လောကကြီးမှာသစ္စာရဲ့အရာသာတွေဒါလည်းအကောင်းဆုံးအရာသာပါသစ္စာကလည်းပဲဝစီသစ္စာဝိရတိသစ္စာဆိုပြီးတော့စကားနဲ့ပတ်သက်တာက2မျိုးနော်နောက်ကိလေသာကုန်ငင်းကြောင်ဖြစ်ပေါ်တဲ့နိဗ္ဗာန်ချမ်းသာလို့ဆိုရတဲ့ပရမတ္ထသစ္စာက1မျိုးဟုတ်လားအဲ့ဒီသစ္စာတရားတို့ဒီသာလေအရာသာတကအရာသာထဲမှာအကောင်းဆုံးအရာသာပါဟုတ်ရလားတတိယမေခွန်းရဲ့အဖြေဟုတ်လားအေးရှင်သန်နေထိုင်ကြဖို့အမျိုးမျိုးရှိပါတယ်တယောက်နဲ့တယောက်လည်းမတူပါဘူးတယောက်တည်းမှကိုပဲတစ်ချိန်နဲ့တစ်ချိန်လည်းမတူတတ်ပါဘူးဟုတ်လားအဲ့လိုရှင်သန်နေထိုင်ကြဖို့အမျိုးမျိုးတွေမှာအသိဉာဏ်ကလေးနဲ့နေလိုက်ရတာကတော့အမြတ်ဆုံးပါအထူးသဖြင့်ဝိပဿနာဉာဏ်နဲ့နေရခြင်းကတော့အမြတ်ဆုံးပါအရိယာမေဉဏ်ရပြီးတော့နေရရင်တော့ပုံမြတ်တာပေါ့ဗျာသို့တော့အရိယာမေဉဏ်ဆိုတာကဝိပဿနာဉာဏ်နဲ့ကင်းပြီးတော့ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့အခုလက်ရှိအနေအထားအရဝိပဿနာဉာဏ်ကလေးဖြစ်ပြီးတော့နေရတာဟာအမြတ်ဆုံးပါဟုတ်ရဲ့လားအေးဒါကြောင့်ပိဿပေါင်းတရားကောင်းတို့ဒီအမြတ်ဆုံးသောရှင်သန်ခြင်းလို့ဆိုရတဲ့အတိဉာဏ်ဖြင့်ရှင်သန်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးအဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဘာဝေနတရာဒုက္ခိဝန္တုတိဒေတုမကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါနန္ဒတို့အားတဗ္ဗမင်္ဂလာလောကေလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏ်တို့ကောင်းစွာမသွေဆောင်းလျှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘာဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတော်တဗ္ဗဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘာဝေနမေလီရန်ဖိုလီရန်နိဗ္ဗာန်ပရိယတိဆိုသောစေရန်တော်တရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘာဝေနမကထ၄ယောက်ဖလက်ထ၄ယောက်ဆိုသောရှေယောတော်ရိယတန်ခါရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံခါအရှင်ကောင်းအရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခေကိုစိတ်နှဖျားချမ်းပါချမ်းသာရင်ရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း